စိတ်ပူပန်မှုကင်းအောင်ကျင့်ဆောင်ခြင်းဘုရားမြတ်စွာရဲ့အဓိကဟောကြားဆုံးမတဲ့တရားတော်များကိုလိုက်နာကျင့်သုံးခြင်းဟာစိတ်ပူပန်မှုတွေပျောက်ကင်းအောင်ကျင့်ဆောင်ခြင်းပဲဖြစ်တယ်စိတ်ပူပန်မှုတွေကြောင့်မို့လို့လောကလူသားတွေဟာချမ်းသာဒုက္ခကိုမရနိုင်ပဲရှိနေကြမြည်သည့်လူမျိုးမြည်သည့်နိုင်ငံသားမြည်သည့်ဘာသာဝင်ပဲဖြစ်ဖြစ်စိတ်ပူပန်မှုတွေနဲ့လွှမ်းမိုးနေကြပျော်ရွှင်နေချမ်းမြေ့တယ်ဆိုတာတခါတရံတော့သာရကြပြီအလုံးဟာစိတ်ပူပန်မှုတွေရှိနေကြတယ်အဲ့ဒီစိတ်ပူပန်မှုတွေ stress လို့ခေါ်တယ်ခုခေတ်မှာဒီစကားလုံးကိုတော်တော်အသုံးပြုပြီးတော့ပြောကြစိတ်ဖိစီးမှုတွေစိတ်ပူပန်မှုတွေလူတိုင်းမလူတိုင်းမှာရှိကြဘုရားမြတ်စွာဟောကြားတဲ့စကားတော်နဲ့ပြောမယ်ဆိုလို့ရှိရင်တောကပေါ့လူတွေမှာလူတိုင်းချမ်းသာတဲ့လူရောဆင်းရဲတဲ့လူပါကြီးသူရောငယ်သူပါလူမျိုးမရွေးဘာသာမရွေးတောကဆိုတဲ့တရားနဲ့ကင်းနိုင်တဲ့ပုဂ္ဂိုလ်မရှိကြတနေ့မဟုတ်တစ်ချိန်မဟုတ်တောကဆိုတာရောက်လာကြတတ်ထိုတောကဟာစိတ်ရဲ့ပူပန်မှုတရားတစ်ခုပဲဖြစ်တယ်ပေါ့တောကနဲ့အတူတကွရှင်တွဲလာတတ်တဲ့တရားကတော့ဒေါသလို့ဆိုတာဒေါသနဲ့တောကဟာရှင်တွဲလာတတ်တာဖြစ်သောကြောင့်လူတွေရဲ့စိတ်နှလုံးငြိမ်းချမ်းမှုဟာတောကဒေါသဝင်လာပြီဆိုလို့ရှိရင်ဆုံးရှုံးနေတာသွားတယ်ဒါကြောင့်မို့ဘုရားမြတ်စွာရဲ့တရားဓမ္မတွေအဓိကကျင့်သုံးနေထိုင်ကြခြင်းဟာစိတ်ပူပန်မှုကင်းအောင်ကျင့်ဆောင်ခြင်းပဲဖြစ်တယ်လို့ဆိုရင်မမှားဘူးတရှိထင်ရှားဖြစ်နေတဲ့အချိန်ကာလမှာစိတ်ချမ်းသာမှုနဲ့စိတ်နှလုံးအေးချမ်းစွာနေနိုင်ဖို့ကအမှန်မှအရေးကြီးတယ်တောကဟာဘယ်ကြမှာရပ်သွားတယ်လဲလို့ဆိုလို့ရှိရင်အနည်းဆုံးအနာဂတ်အဆင့်ရောက်သွားပြီဆိုရင်တော့တောကရပ်တယ်ယဟနာဖြစ်သွားပြီဆိုတဲ့အချိန်မှာတော့စိတ်ပူပန်မှုဆိုတာဘယ်တော့မှမလာတော့ဘူးစိတ်နှလုံးအေးချမ်းတယ်ဒါကြောင့်မို့နောက်ပိတ်ဆုံးအနေနဲ့ပြောမယ်ဆိုရင်ဟရယတတန္တိစိတ်နှလုံးရဲ့အေးချမ်းမှုဆိုတာဟာအရတ္တဖို့ပဲဆိုတာဖြစ်ပါအရတ္တဖို့ဆိုတဲ့အရှင်းမြင့်တဲ့တရားတစ်ခုမျက်မှောက်ပြုမိပြီဆိုလို့ရှိရင်တော့စိတ်နှလုံးပူပန်မှုပါဘယ်တော့မှမလာတော့ဘူးသာဝရအေးချမ်းပြီးတော့စိတ်နှလုံးဟာငြိမ်းချမ်းတဲ့အနေအထားမျိုးကိုရရှိတယ်လို့လက်တွေ့ဘဝမှာပင်စိတ်နှလုံးငြိမ်းချမ်းအောင်ဘုန်းကြီးတို့တွေကျင့်ဆောင်လို့ရအဲ့ဒါလို့ကျင့်ဆောင်မှုရအတွက်မြတ်စွာဘုရားကထို့သုတ်တန်တွေမှာနိလန်ပေးပြီးတော့ဟောထားမမှန်ကန်ကန်ရှုမြင်သုံးသပ်တတ်ဖို့အမှန်တမ်းအရေးကြီးတယ်မမှန်ကန်ကန်ရှုမြင်မှုဟာစိတ်နှလုံးအေးချမ်းမှုရဲ့အစပထမပဲဖြစ်စိတ်နှလုံးအေးချမ်းမှုအတွက်ကျင့်ဆောင်တာမှန်မှန်ကန်ကန်ဆင်ခြင်သုံးသပ်မှုပဲအထိဒါဖြင့်စိတ်နှလုံးအေးချမ်းအောင်စိတ်တည်ပူပန်မှုမဖြစ်ရအောင်ဘာကိုဖယ်ရှားရမလဲလို့ဆိုလို့ရှိရင်တွေ့တာမှုဖယ်ရှားတွေ့တာမှုတွေရှိနေသမျှကာလပတ်လုံးစိတ်နှလုံးအေးချမ်းမှုဘယ်သူမှမရနိုင်တွေ့တာမှုသည်စိတ်နှလုံးပူပန်မှုကိုဖြစ်ပေါ်စေတယ်လို့ရသော်ဗျာကိုယ်တိုင်ကလည်းဟောထားတာရှိတယ်လေတဏှာယသာယတိတောကောတဏှာယသာယတိတောကောတောကဆိုတာတဏှာကြောင့်ဖြစ်လာတာတွေ့တာမှုဆိုတဲ့တဏှာရှိနေတဲ့ပုဂ္ဂိုလ်တိုင်းဟာတောကဘယ်လိုမှရှောင်လွှဲလို့မရနိုင်ဘူးတောကကိုရှောင်လွှဲခြင်းလို့ရှိရင်တဏှာကိုလျှော့ချကြရမှာဖြစ်တယ်လူတိုင်းဟာစိတ်နှလုံးအေးချမ်းပြီးတော့တောကကင်းဝေးစွာနေထိုင်ကြတယ်သို့တော့တကယ်ပဲတောကကင်းဝေးပြီးတော့နေနိုင်ကြသလားဆိုမနေနိုင်ကြဘူး
ဘာဖြစ်လို့မနေနိုင်တာတော့လို့ဆိုတော့အဓိကအကြောင်းဖြစ်တဲ့တွေ့တာမှုကိုမဖယ်နိုင်လို့ပဲတွေ့တာမှုကိုမဖယ်နိုင်သေးတဲ့မြတ်တောကဆိုတာဘယ်တော့မှလျှော့ချနိုင်ကြမှာမဟုတ်ဘူးတဲ့ဒီသဘောကိုဘုန်းကြီးတို့တွေမှတ်သားနိုင်ကြမြတ်စွာဘုရားဟောထားတဲ့တရားဓမ္မတွေဟာအင်တမလက်တွေ့ကြအင်တမလည်းပဲတိကျမှန်ကန်တယ်မှန်မှန်ကန်ကန်ဟောထားသည့်အတွက်ကြောင့်မြတ်စွာဘုရားတရားတော်မှာလွဲမှားမှုဆိုတာရှိအင်တမစိတ်ချမြတ်စွာဘုရားကိုယ်တိုင်ကိုယ်ကသက္ခာတောဓမ္မောဓမ္မကိုမှန်မှန်ကန်ကန်ဟောထားတာဖြစ်တယ်ဆိုတာဓမ္မရဲ့ခုံကြီးထဲမှာအတိလင်းထုတ်ဖော်ပြထားတာရှိဒါကဂရန်တီပေးတဲ့သဘောပဲမြတ်စွာဘုရားရဲ့တရားဟာမှားယွင်းမှုလုံးဝမရှိဘူးမှားယွင်းမှုမရှိုံနဲ့မကဘူးမပြည့်စုံတာလည်းမရှိဘူးပိုလွန်သွားတာလည်းမရှိဘူးစဉ်းစားကြည့်လေမြတ်စွာဘုရားဒီတရားတွေကိုဘယ်တော့မှဟောခဲ့တာတော့ဆိုလွန်ခဲ့တဲ့နှစ်ပေါင်း2600ကဟောခဲ့တယ်ဒါမှမဟုတ်ဒီနေ့တရားဓမ္မပေါ်လာတဲ့နှစ်ဟာဒီဒွေစကြာတရားဟောတဲ့နှစ်လို့လည်းပြောလို့ရတယ်ဓမ္မပေါ်လာတဲ့နှစ်မြတ်စွာဘုရားအဆုံးအမတွေစတင်ပေါ်လာတဲ့နှစ်အရေးအတွက်ဟာဒီကနေ့ဆိုလို့ရှိရင်နှစ်ပေါင်း2600လို့ဒီလိုပြောတာနော်နှစ်ပေါင်း2600ရှိသွားပြီအဲ့ဒါလို့နှစ်ပေါင်း2600ကဟောခဲ့တဲ့တရားတွေဟာဒီကနေ့ကြည့်မယ်ဆိုလို့ရှိရင် out of date ဖြစ်သွားတာတခုမှမရှိဘူးနော်ဒီတခြားအရာတွေဆိုလို့ရှိရင်ခင်မမီတော့လို့တော့မဟုတ်ဒီအသုံးမကျတော့လို့ဖြစ်လျက်ရတာတွေအများကြီးရှိတယ်မြတ်စွာဘုရားတရားတော်မှာဒီကနေ့ထိအောင်တစ်လွင်ပြီးတော့မှန်ကန်နေတော့မရှိဒါဘာဖြစ်လို့လဲလို့ဆိုလုံးဝမှန်ကန်လို့ပဲပေါ့လူသားတွေရှိနေသမျှကာလပတ်လုံးမြတ်စွာဘုရားတရားတော်ဟာမှန်ကန်နေအောင်ပါပဲတရားဝါတွေရှိနေသမျှကာလပတ်လုံးမြတ်စွာဘုရားတရားတော်ဟာမှန်ကန်နေမှာဘယ်တော့မှမှားသွားတယ်မရှိဘူးစဉ်းစားကြည့်နေမြတ်စွာဘုရားကသစ္စာ၄ပါးကိုဟောခဲ့တယ်အေးခေတ်ပြောင်းလာသည့်အတွက်ကြောင့်အရှင်ဘုရားဟောခဲ့တဲ့သစ္စာ၄ပါးဟာနော်တပါးလျှော့လို့ရနေပြီခုခေတ်မှာဘယ်ဟာကခက်မမီတော့ဘူးလို့ဆိုသစ္စာ၄ပါးဟာတပါးပိုးနေတယ်ဆိုပြီးတော့တပါးကိုလျှော့လို့လည်းမရနောက်ထပ်ပြီးတော့သစ္စာ၅ပါးပါလို့ထပ်တိုးခြင်းလို့လည်းမရသူဟာလည်းသူမှန်မှန်ကန်ကန်တိတိကျကျအရှိတိုင်းပဲပြည့်လုံးဝပြည့်စုံတယ်ဒီကုန်းလေးကိုကေဝလပရိပုံဏလုံးဝပြည့်စုံတယ်မြတ်စွာဘုရားတရားပရိသုဒ္ဓတကယ်ကိုတန့်ဆက်အမှားယွင်းခင်းတယ်ဖယ်ရှားပြည့်စရာမရှိဘူးနိဗ္ဗာန်ရောက်ကြောင်းအကျင့်ပဋိပဒါကိုဟောတဲ့အခါမှာလည်းမဂ္ဂင်၈ပါးဒီမဂ္ဂင်၈ပါးဟာမိမိတို့တဏ္ဍာမှာတကယ်ဖြစ်အောင်ကြိုးစားထားပြီဆိုလို့ရှိရင်နိဗ္ဗာန်လမ်းကိုရောက်ဖို့ရတေချာဘယ်ရာဖြစ်မဂ္ဂင်၈ပါးနဲ့မလုံလောက်ဘူးနောက်ထပ်တစ်ခုထပ်တိုးဖို့လိုအပ်တယ်ဆိုတာမရှိဘူး၉ပါးလို့သတ်မှတ်เสียလည်းမရှိဘူး9ပါးလို့လျှော့ချเสียလည်းမရှိဘူးလို့ဒီလိုဆိုလိုတာပေါ့အဲ့တော့မြတ်စွာဘုရားတရားတော်ဟာဘယ်ခေတ်ဘယ်အခါမှာပဲဖြစ်ဖြစ်ပယ်ဖြစ်เสียဆိုတာမရှိတယ်လို့ဖြစ်ဆက်เสียဆိုတာလည်းမရှိဘူးတဲ့ဒါဘာဖြစ်လို့လဲလို့ဆိုလုံးဝမှန်ကန်နေလို့ပါခါတခုံဆိုတာအဲ့ဒါကိုပြောတကယ်ကိုတိကျမှန်တယ်အေးတချို့တရားကမှန်တော့မှန်တယ်သို့တော့မှန်ပေမဲ့လို့ကျင့်သုံးလိုက်နာတဲ့ပုဂ္ဂိုလ်တွေကလက်တွေ့သိနိုင်တာမဟုတ်ဘူးဆိုလို့ရှိရင်လည်းအသုံးမဝင်ဘူးဟုတ်တော့ဟုတ်ပါရဲ့နော်မှန်မှန်ကန်ကန်ဟောတာတော့ဟုတ်ပါရဲ့ဒါပေမဲ့လက်တွေ့မပြနိုင်ဘူးဆိုလို့ရှိရင်လည်းအသုံးမဝင်ဘူးရသော်ဘုရားတရားတော်ကလက်တွေ့ပြနိုင်တယ်တဲ့တန်ဋိဋ္ဌိကောကိုယ်တိုင်မြင်နိုင်တယ်ကိုယ်တိုင်သိရှိနိုင်တယ်အခုပြောတဲ့စိတ်ပူပန်မှုကိုလျှော့ချခြင်းစိတ်ပူပန်မှုကိုမဖြစ်ရအောင်ကျင့်ဆောင်ခြင်းစိတ်ပူပန်မှုပျောက်ကင်းအောင်ကျင့်ဆောင်
တကယ်ချင်းရင်တကယ်စိတ်ပူပန်မှုတွေပျောက်သွားအဲ့ဒီပျောက်သွားတာအကိုကဒါလက်တွေ့ကိုယ်တိုင်သိနိုင်ကိုယ်စိတ်ပူပန်နေတဲ့အခါမှာမြတ်စွာဘုရားဟောတဲ့ဤစနစ်အတိုင်းလိုက်နာကျင့်သုံးမယ်ဆိုလို့ရှိရင်စိတ်ပူပန်မှုတွေပျောက်သွားတယ်ဒါကိုဆိုလိုတာပေါ့နော်တန်ဋိဋ္ဌိကောကိုယ်တိုင်သိနိုင်တယ်မြင်နိုင်တယ်ဆိုဒီအရေးချင်းရှိတခါကိုယ်တိုင်သိနိုင်တယ်မြင်နိုင်တယ်လို့ပြောတဲ့အခါမှာဘယ်လောက်ကြာအောင်စောင့်ရမှာတချို့ကိစ္စတွေကကြာအောင်စောင့်ရကိုယ်တိုင်တော့သိနိုင်ပါတယ်ဘယ်နှစ်နှစ်စောင့်ရမယ်လို့နောက်ဘဝထိအောင်စောင့်ရမယ်လို့ဒီလိုဟာမျိုးတွေရှိသေးတယ်မြတ်စွာဘုရားတရားတော်ကြတော့အဲ့လိုမရှိဘူးကိုယ်တိုင်သိဖို့အခုကြိုးစားရင်အခုသိနိုင်တာဖြစ်သောကြောင့်အကာလိကောစောင့်ဆိုင်ဖို့ချိန်မလိုဘူးတဲ့အခုကြိုးစားအခုနှလုံးသွင်းအခုသိနိုင်တာဖြစ်တယ်ဒါကြောင့်မို့အကာလိကောလို့ပြောအဲ့တော့ဘုရားမြတ်စွာရဲ့တရားဓမ္မတွေရဲ့ဂုဏ်ကြီးတွေဟာဒီအတိုင်းသွားတာအကုန်လုံးဒီတရားဂုဏ်တော်6ပါးလို့လူတွေကသိနေကြတဲ့အရေးမြတ်စွာဘုရားရဲ့တရားရဲ့တိကျမှန်ကန်မှုကိုဖော်ပြတယ်အေးအကာလိကောအချိန်ကာလဆိုင်းเสียမလိုပဲနဲ့လက်တွေ့ချက်ချင်းသိနိုင်တဲ့အရာလို့ဆိုတော့ကိုယ့်ရဲ့မိတ်ဆွေသင်္ဃဟတွေကိုရဲရဲဝံ့ဝံ့ဖိတ်ခေါ်ပြောပြဖို့ဖြစ်နိုင်တဲ့တရားတချို့တရားကမှန်ကန်မှုမရှိသည့်အတွက်ကြောင့်ကိုယ်တိုင်လည်းလက်တွေ့မပြနိုင်ဘူးလက်တွေ့ပြရင်လည်းအချိန်ကာလတစ်ခုကြာမှသိရမှာဆိုတဲ့အနေအထားမျိုးရောက်နေလို့ရှိရင်ဖိတ်ခေါ်ပြီးတော့ပြဖို့ဆိုတာအမှန်တမ်းခက်တယ်ပေါ့မြတ်စွာဘုရားတရားတော်ကြတော့အဲ့လိုမဟုတ်ဘူးအေဟိပတ္တိကောလာပါလက်တွေ့လှုပ်ချီပါဒီလိုပြောဆိုဖိတ်ခေါ်ပြီးတော့ပြသနိုင်တဲ့တရားမျိုးပြသထိုက်တဲ့တရားမျိုးဖြစ်တယ်အခုချင်းအခုကြိုးရတာဖြစ်သောကြောင့်ဩပနေကြီးကောလူတိုင်းရဲ့နှလုံးသားထဲမှာရောက်အောင်ကျင့်ဆောင်တဲ့နောက်ဆုံးမှာမြတ်စွာဘုရားရဲ့တရားတော်တွေဟာအခြေခံတရားကစပြီးတော့အစစ်မြင့်တရားတွေထိအောင်ရှိအစစ်မြင့်တရားတွေရောက်တဲ့အခါကျတော့တကယ်ပညာနဲ့အသိပညာလည်းမြင့်မားဖို့လိုတယ်ပေါ့တရားကအစစ်မြင့်တယ်ပညာကအစစ်နှိမ့်နေတယ်ဆိုလို့ရှိရင်လည်းမသိနိုင်ဘူးဒါကြောင့်မို့လို့ပစ္စတံဝေရိတကောဝိညူဟိဝိညူလို့ခေါ်တဲ့တကယ်ပညာရှိပုဂ္ဂိုလ်တွေမှာမိမိကိုယ်တိုင်ဘုရားမြတ်စွာရဲ့တရားဓမ္မကိုသိရှိနားလည်နိုင်အဲ့တော့ဒီအရေးချင်းတွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တရားအပေါ်မှာဘုန်းကြီးတို့တွေဘလောက်ယုံကြည်အားကိုးတိုက်တယ်ဆိုတာအမှန်တမ်းထင်ရှားတယ်ဒီအချက်တွေနဲ့ပြည့်စုံနေတာမှအားကိုးစရာအားကိုးယုံကြည်မှုမရှိဘူးဆိုရင်ဘယ်ဟာကိုအားကိုးမှာလဲဒီပြင်ဘာသာတွေမှာဟောတဲ့တရားတွေဆိုလို့ရှိရင်ဒါမျိုးတစ်ခုမှမပါနော်အခြေခံလူတွေလိုက်နာကျင့်သုံးရမယ့်အချက်ကလေးလောက်သာဟောပြောနိုင်ကြတာဖြစ်တယ်အဆင့်မြင့်လာတဲ့တရားအဆင့်တောင်သိအမြင့်ကြီးမဟုတ်ဘူးဘာကိုလူတွေမသိနိုင်တဲ့တရားမျိုးကြတော့ကောင်းကင်ဘုံကိုလက်ညှိုးထိုးပြီးတော့ကောင်းကင်ဘုံကသာဝရဘုရားသခင်ရဲ့အလိုတော်ဆိုတာနဲ့ပဲဒီလူတွေကအားလုံးယုံကြည်မှုနဲ့ပဲခြေနှက်သွားကြကိုယ်တိုင်လုံးနိုင်တာတခုမှမရှိဘူးဘုရားတရားတော်ကအဲ့ဒါမျိုးမဟုတ်ဘူးကောင်းကင်ဘုံကိုလက်ညှိုးထိုးပြီးပြောเสียလည်းမလိုဘူးကိုယ်တိုင်လက်တွေ့ရှင်းသုံးကိုယ်တိုင်လက်တွေ့သိနိုင်တဲ့တရားဆိုတာအင်တာမရှင်းတယ်အင်တာမရှင်းသည့်အတွက်ကြောင့်တဆင့်ကဟောပြောရတဲ့တရားမျိုးလည်းမဟုတ်ဘူးအခြားတရားတွေဆိုလို့ရှိရင်တဆင့်ကနေကြည့်ပဲတဆင့်တွေကိုမှမီဒီယာရဲ့တာတွေကနေတဆင့်သိကြနော်အောင်သွယ်တော်တွေဆက်သွယ်မှုတွေတမန်တော်တွေ prophet တွေကနေပြီးတော့မှတဆင့်သိခွင့်ရကြတာလေဘုရားရဲ့တရားတော်ကအဲ့ဒါလို့ဈာခံပုဂ္ဂိုလ်တူဦးတယောက်မီဒီယာတာလိုအပ်တာမျိုးမဟုတ်ဘူးပေါ့ကိုယ်တိုင်လုပ်ရင်ကိုယ်တိုင်သိနိုင်တယ်ဆိုတာအမှန်တမ်းထင်ရှားတချို့ကဘာသာတရားတွေဟာတူတူပဲနဲ့ရောပြီးတော့ပြောလို့ရှိတယ်မတူဘူးဆိုတာအမှန်တမ်းကွာမတူဘူးဆိုတာအမှန်တမ်းဘုရားဘာသာကလွဲလို့ရှိရင်တော့ဘာသာတရားအားလုံးကနတ်ကိုးကွယ်တဲ့ဘာသာတွေကြီးပဲ
နတ်ကိုးကွယ်တယ်ဆိုတဲ့ကဈာထဲမှာနတ်ကြော်ရှိတယ်နော်အဲ့တော့ယမပြေကနတ်ကိုးကွယ်တဲ့လူတွေသိတယ်လေနတ်ကိုးကွယ်ရတယ်ဆိုတာနတ်ကိုကိုယ်တိုင်တစ်ခါမှလည်းမမြင်ရဘူးနတ်နဲ့ကိုယ်တိုင်တစ်ခါမှလည်းစကားမပြောအောင်ပြောရတာဘယ်သူနဲ့ပြောတော့ဆိုနတ်ကြော်နဲ့ပဲပြောရတာဈာထဲမှာနတ်ကြော်နဲ့ပဲဆက်သွယ်ရအဲ့ဒီတိုင်းပဲဘာမှမထူးနော်အေးဘုရားမြတ်စွာရဲ့တရားတော်ကြတော့ဒီလိုဈာကံပုဂ္ဂိုလ်ဆိုတာရှိတာမဟုတ်ဘူးကိုယ်တိုင်လို့ကိုယ်တိုင်သိနိုင်တဲ့တရားဆိုတော့အင်တမခြေနှက်စရာကောင်းတယ်လို့ဒါမတူတဲ့သဘောကိုသိထားဖို့လိုအပ်တာပေါ့ကောင်းပြီစိတ်ပူပန်မှုတွေစိတ်ဖိစီးမှုတွေဆိုတာလူတိုင်းမှာမကဲနိုင်တာဖြစ်တော့ကြောင့်အဲ့ဒီစိတ်ပူပန်မှုတွေမဖြစ်ရလေအောင်ဘယ်လိုလုပ်မလဲအခုနိုင်ငံတကာကဒီအချက်ကိုအများကြီးစိတ်ဝင်စားနေတယ်အများကြီးစိတ်ဝင်စားလို့ဘာသာရပ်တစ်ခုတောင်မှတည်ထွင်ပြီးတော့ဘုရားရဲ့တရားတော်ကိုနောက်ကနေလိုက်ပြီးတော့ဘာသာရပ်တစ်ခုအနေနဲ့တက္ကသိုလ်မှာသင်ကြားတဲ့ဘာသာရပ်တစ်ခုအနေနဲ့သင်ပြနေတာတောင်ရှိတယ်သူတို့ဘာသာရပ်ကိုအတူကောင်းနာမည်ပေးထားတဲ့အခါကျတော့ MBSR လို့နာမည်ပေးထားတယ်ဟုတ် MBSR ဆိုတာ mindfulness based stress reduction လို့ခေါ်တယ် M ဆိုတာ mindfulness B ဆိုတာ based နော် S ဆိုတာ stress R ဆိုတာ reduction mindfulness based stress reduction ဆိုတာဘာပြောတာလဲဆိုတတိကိုအခြေခံပြီးတော့စိတ်ဖိစီးမှုစိတ်ပူပန်မှုတွေကိုလျှော့ချခြင်းလို့ဒီလိုပြောတာနော်အဲ့ဒါဟာတတိပဒံကျင့်စဉ်ကိုဖော်ထုတ်တာပဲဖြစ်တယ်ဒီကျင့်စဉ်ကဘယ်အလာတာလဲလို့ဆိုရင်ဘုရားရဲ့ဒေသနာတော်တွေတဲကလာအဲ့တော့နိုင်ငံခြားတိုင်းတစ်ပါးဘုရားဘာသာမဟုတ်တဲ့ပုဂ္ဂိုလ်တွေတောင်ဘုရားမြတ်စွာရဲ့တရားဓမ္မနဲ့ပတ်သက်ပြီးတော့လက်ခံကျင့်သုံးလာမှုတွေဒီကနေ့ရှိအဲ့ဒါတွေကိုလည်းဘုရားကိုယုံကြည်ကိုးကွယ်တဲ့ဘုရားဘာသာဝင်တွေဟာအလှူဒါနလေးလုံးယုံနဲ့သီလလေးဆောက်တည်ယုံနဲ့ဒီလိုကျင့်တတ်ပြီးတော့မနေကြပဲနဲ့အလှူဒါနလည်းလုပ်ရမယ်သီလလည်းဆောက်တည်ရမယ်အခုပြောတဲ့စိတ်ပူပန်မှုတွေကိုလျှော့ချတဲ့လက်တွေ့ကျင့်သုံးကျင့်ဆောင်မှုတွေကိုလည်းလုပ်ဖို့လိုအပ်တယ်အဲ့ဒါမှမြတ်စွာဘုရားရဲ့အဆုံးအမဩဝါဒဟာပြည့်ပြည့်စုံစုံဖြစ်တယ်ပေါ့အေးဒါကြောင့်မို့ဒီစိတ်ပူပန်မှုကိုလျှော့ချအောင်ကျင့်မယ်ဆိုလို့ရှိရင်ဘလို့အသိစကျင့်မြတ်စွာဘုရားဟောထားတဲ့တုတ်တန်တစ်ခုကိုခြေခံပြီးတော့ဘုန်းကြီးတို့တွေဒီနေ့ရှင်းပြီးတော့ပြောမယ်ဘယ်လိုငမ်းမဲ့လို့အရေးကြီးဆုံးမြတ်စွာဘုရားကမဂ္ဂင်၈ပါးဆိုတာလမ်းခင်းပြထားတာရှိနော်လမ်းခင်းပြထားတယ်အားလုံးသိကြတဲ့အတိုင်းမဂ္ဂင်၈ပါးဆိုတာဟာတစ်ခုနဲ့တစ်ခုအင်တန်မှဆက်သွယ်ပြီးတော့ဟောကြားထားတဲ့တရားတစ်ခုမဂ္ဂင်၈ပါးကိုအရင်သဘောပေါက်အောင်ပြောရမယ်ဆိုမက္ခဆိုတဲ့ရဲ့အဓိပ္ပာယ်ကစပြီးပြောမက္ခကိုဒီကနေ့အင်္ဂလိပ်လိုပြန်တဲ့အခါကျတော့ path လို့ပြန် path ဆိုတာလမ်းပဲဝေးလို့ပြန်လို့ရှိရင်နီးလမ်းပဲအဲ့တော့လမ်းဆိုတာဘယ်အတွက်လမ်းလဲလို့ဆိုရင်ခုနကစိတ်ပူပန်မှုတွေကိုလျှော့ချတဲ့လမ်းပဲစိတ်ပူပန်မှုတွေကိုမဖြစ်အောင်ကျင့်ဆောင်ရမယ်လမ်းပဲအဲ့တော့မက္ခဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကလမ်းလို့ path လို့ဘာသာပြန်မိမဲ့လို့ဒီစကားလုံးရဲ့အဓိပ္ပာယ်အစစ်အမှန်ကိုပေါ်ထုတ်တဲ့အရာကိုလည်းပဲသိထားဖို့လိုတယ်အဲ့တော့မက္ခဆိုတဲ့ဒီစကားလုံးဟာမြန်မာလိုကြတော့မဲ့လို့ပဲဘာသာပြန်ထားတာဆိုတော့အဓိပ္ပာယ်မသိချင်မက္ခကိုမက်ခင်ကိုမက်ခင်ဒီလိုပဲသုံးနေတာဆိုတော့ဒီစကားလုံးရဲ့အဓိပ္ပာယ်ရှင်းရှင်းလင်းလင်းမသိနိုင်အဲ့တော့မက္ခဆိုတာဘာရဲ့နာမည်လဲလို့ဆိုလို့ရှိရင်ရှစ်ခုကိုပေါင်းထားတဲ့အမည်တစ်ခုဖြစ်တယ်ခုခေတ်စကားနဲ့ပြောမယ်ဆိုရင် 8 in 1ပေါ့နော်ရှစ်ခုကိုတစ်ခုတည်းလှုပ်ထားတယ်ရှစ်ခုရဲ့အပေါင်းကိုမက္ခလို့ခေါ်တယ်စ
ဆိုမက္ခဆိုတာတစ်ခုစီကိုမခေါ်ဘူး8ခုပေါင်းထားမှခေါ်တယ်ဆိုပါစို့ဥပမာမဲ့တစ်ပင်ဆိုတာတစ်ပင်ဆိုတဲ့အမည်ဟာအလုံးကိုခြုံခေါ်တဲ့အမည်ဖြစ်တယ်တစ်ခုစီခွဲလိုက်မယ်ဆိုလို့ရှိရင်တစ်ပင်မှာဘာရှိတယ်ဆိုအမြင့်ရှိတယ်ပင်စီရှိတယ်အကိုင်းရှိတယ်အခက်ရှိအရွက်ရှိအပွင့်ရှိတယ်အသီးရှိဟောအဲ့ဒါတွေအကုန်ပေါင်းလိုက်တဲ့အခါမှာတစ်ပင်ဆိုဖြစ်တာလေတစ်ခုတည်းကိုတစ်ပင်မခေါ်ဘူးအမြင့်ကိုမေးရင်ဒါကအမြင့်ပဲတစ်ပင်မဟုတ်ဘူးပင်စီကိုပြောပြန်တော့ဒါကပင်စီပဲတစ်ပင်မဟုတ်ဘူးအကိုင်းကိုထောက်ပြရင်လည်းဒါကအကိုင်းပဲတစ်ပင်မဟုတ်ဘူးအရွက်တို့အပွင့်တို့အသီးတို့ဆိုလဲသူ့နာမည်နဲ့သူရှိသို့တော့အဲ့ဒီ၈ခုပေါင်းလိုက်တဲ့အခါကျတော့မက္ခဒီတစ်ပင်တို့ခေါ်တယ်လောကလူတွေသုံးနေတဲ့အရာတွေဟာဒီတိုင်းကြီးပဲကားလို့ခေါ်တာရောကားလို့ခေါ်တာလဲပေါင်းထားတာတွေခေါ်တာပဲဘယ်ဟာကားတုံးလို့တစ်ခုစီပြောရမယ်ဆိုရင်ကားမရှိတော့နော်ပေါင်းထားလို့ရှိရင်ကားပဲကားဘော်ဒီရဲ့ဘိန်းရဲ့အင်ဂျင်ရဲ့အကုန်လုံးပေါင်းထားတဲ့အခါမှာကားလို့ခေါ်တာလေတစ်ခုစီကြတော့ကားလို့မခေါ်ပြန်အဲ့ဒါလိုပဲမဂ်ကင်၈ပါးဆိုတဲ့မက္ခဆိုတဲ့အရာဟာ၈ခုကိုပေါင်းပြီးတော့ခေါ်ထားတဲ့အရာလို့ဒီလိုပြောတာကိုယ်တဏ္ဍာမှာဖြစ်တဲ့ဒီစိတ်ထဲမှာရှိနိုင်တဲ့စွမ်းအားတတ္တိရှိတဲ့ဒီ၈ခုသဘာဝတရား၈ခုကိုမက္ခလို့ခေါ်တယ်ဒါဖြင့်ဘာဖြစ်လို့မက္ခလို့ခေါ်တယ်လဲဆိုတာကိုစဉ်းစားကြည့်အောင်မက္ခလို့ခေါ်ရင်ရဲ့အဓိပ္ပာယ်ကဘာတော့နိဗ္ဗာန်နတ္ထိကေဟိမက္ခိယတိတိမက္ခောတဲ့နိဗ္ဗာန်လိုချင်တဲ့ပုဂ္ဂိုလ်တွေရှာရမယ့်အရာလောကလူတွေဆုတောင်းနေကြတယ်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုရပါလို့ဣဒံမေပုံညာနိဗ္ဗာနတ္တပစ္စယောဟောတုလို့ဆိုပြီးတော့နိဗ္ဗာန်ကိုဆုတောင်းတယ်အဲ့ဒီလိုနိဗ္ဗာန်ကိုလိုချင်ပြီဆိုလို့ရှိရင်ကိုယ်တဏ္ဍာမှာဘာတွေဖြစ်အောင်လုပ်ရမလဲဆိုဟောဒီမဂ္ဂင်၈ပါးဖြစ်အောင်ဒါကိုပြောတာနော်နိဗ္ဗာန်လိုချင်တဲ့ပုဂ္ဂိုလ်တွေရှာရမယ့်တရားတွေတဲ့ဟောမဂ္ဂင်၈ပါးဟာဒီမက္ခလို့မဂ္ဂင်၈ပါးကိုမက္ခလို့ခေါ်တာဟာနိဗ္ဗာန်လိုချင်သူတွေရှာရမယ့်အရာဖြစ်သောကြောင့်မက္ခလို့ခေါ်တယ်ဒီလိုဆိုလို့ဒါကအခြေခံကစပြောဒါဖြင့်နိဗ္ဗာန်လိုချင်လို့မဂ္ဂင်၈ပါးကိုရှာပြီးပါပြီနိဗ္ဗာန်ကိုဘယ်သူကရှာပေးမလဲလို့ဆိုရင်နောက်ဝိချုပ်တစ်ခုကြတော့နိဗ္ဗာန်မက္ခတိခဝေတတိတိမက္ခောဟောဒီတမ္မာဒိဋ္ဌိစတဲ့တရား၈မျိုးကပဲနိဗ္ဗာန်ကိုရှာပေးမှာတဲ့ဒါကြောင့်မို့သူတို့မက္ခလို့ခေါ်တာတဲ့ဘယ်သူမှရှာပေးမှာမဟုတ်ဘူးကိုယ်တဏ္ဍာမှာဒီတရားတွေဖြစ်ပြီးဝဝရောက်လာနိဗ္ဗာန်ကိုသူတို့ကရှာပေးမှာဒါဖြင့်ရှာတယ်ဆိုတာဘယ်ပုံရှာမှာလဲလို့မေးတဲ့အခါကျတော့ကိလေသေမာရင်တော်နိဗ္ဗာန်ခိစ္စတိတိမက္ခောကိလေသာတွေကိုဖယ်ရှားပြစ်ပြီးနိဗ္ဗာန်ထဲကိုပြေးဝင်သွားခြင်းအားဖြင့်နိဗ္ဗာန်ကိုရှာတယ်။သူတို့ပဲခါလုံးဆိုလိုတာကနိဗ္ဗာန်လိုချင်ဒီတရားရှိခုကိုယ်တဏ္ဍာမှာဖြစ်အောင်ကြီးထွားလာအောင်လို့ဒီလိုဆိုလိုတာပေါ့။ဒါကြောင့်မို့လို့ဒီမဂ္ဂင်၈ပါးဆိုတာဘုရားဘာသာဝင်တွေအားလုံးသိတယ်။သို့တော့ဆက်ဆက်နေတာကိုသိချစဉ်းစားကြည့်။နိဗ္ဗာန်ကိုလိုချင်ပြီဆိုရင်အစဆုံးဘာလို့လဲလို့ဆိုရင်တမ္မာဒိဋ္ဌိအမှန်မြင်ဖို့လို့။မှန်မှန်ကန်ကန်မြင်ရမယ်။ခုနကကြည့်လေစိတ်ပူပန်မှုတွေကိုလျှော့ချဖို့စိတ်ပူပန်မှုဆိုတာရှိသလားမရှိဘူးလားရှိတယ်ဆိုရင်စိတ်ပူပန်မှုကိုမြင်တာကအမှန်မြင်တာပဲသူ့တဘာဝကိုမြင်တာမြင်လာပြီးတဲ့အခါမှာဘယ်လိုလျှော့ချရသို့မဟုတ်ဘယ်လိုမဖြစ်အောင်ကျင့်ရမလဲဆိုကျင့်ဖို့ကျင့်နည်းကိုလည်းမြင်တယ်အဲ့တော့စိတ်ပူပန်မှုကင်းတဲ့နေရာကိုမြင်တယ်စိတ်ပူပန်မှုကိုလျှော့ချတဲ့နည်းကိုသိတယ်ဆိုတာသစ္စာနဲ့ပြောမယ်ဆိုလို့ရှိရင်និရောဓနဲ့និရောဓဂามိနိပฏิပဒါနော်និရောဓသစ္စာနဲ့និရောဓဂามိနိပฏิပဒါသစ္စာဒီတစ်ခုပြောတာပဲအဲ့တော့စိတ်ပူပန်မှုလို့ဆိုလိုက်တာနဲ့ပဲစိတ်နဲ့ပူပန်မှုနဲ့နော်စိတ်ပူပန်မှုဆိုတာဒုက္ခလားဒုက္ခလားလို့ဆိုရင်ဒုက္ခအဲ့တော့ဒုက္ခဆိုတော့နံပါတ်1သစ္စာကိုပြောတာအဲ့ဒီနံပါတ်1သစ္စာဒုက္ခကိုပြောတော့ဒ
ဒီဒုက္ခကိုဘယ်သူကနေထုတ်လုပ်လာတော့ဆိုတော့တွေ့တာမှုကထုတ်လုပ်နေတာလို့ဆိုစိတ်ပူပန်မှုတွေဆိုတဲ့ဟာဒုက္ခထိုစိတ်ပူပန်မှုတွေကိုဖြစ်စေနေတာကတွေ့တာမှုပဲအဲ့တော့စိတ်ပူပန်မှုကိုလျှော့ချခြင်းတွေ့တာမှုဖယ်ရမယ်ဒီလိုကျင့်ဆောင်မှုတွေကိုမြင်တာကိုတမ္မာဒိဋ္ဌိလို့ခေါ်တယ်ဒါတမ္မာဒိဋ္ဌိအခြေခံအားဖြင့်ဒါတမ္မာဒိဋ္ဌိအမှန်မြင်တယ်လို့ပြောအဲ့ဒီအမှန်မြင်မှုဒီကိုယ်တဏ္ဍမှာပထမဖြစ်အောင်လုပ်အဲ့ဒီလိုအမှန်မြင်ဖို့အတွက်ဘာလို့တမ္မာသင်္ကပ္ပရသော်ပြတစ်ခုနဲ့တစ်ခုဆက်သွယ်ထားဖို့ပြောပြအမှန်မြင်ဖို့အတွက်အမှန်စဉ်းစားတတ်ဖို့မစဉ်းစားလို့ရှိရင်မမြင်ဘူးဒါကြောင့်မို့မှန်မှန်ကန်ကန်စဉ်းစားမှုဆိုတဲ့တမ္မာသင်္ကပ္ပသည်မှန်မှန်ကန်ကန်မြင်ခြင်းလို့ဆိုတဲ့တမ္မာဒိဋ္ဌိရဲ့အကြောင်းဖြစ်လာဒါကြောင့်မို့တမ္မာဒိဋ္ဌိပြီးတော့တမ္မာသင်္ကပ္ပလို့ဟောတာဟုတ်ပြီမှန်မှန်ကန်ကန်စဉ်းစားတယ်ဆိုတာဖြစ်လာတဲ့အခါလူတွေကဘာလို့လဲရှိတော့ဆိုစကားပြောရင်အရင်တွေးတယ်စဉ်းစားတယ်စဉ်းစားပြီးတော့မှစကားပြောတာဖြစ်သောကြောင့်တမ္မာသင်္ကပ္ပပြီးတဲ့အခါမှာတမ္မာဝါစာမြတ်စွာဘုရားအကြောင်းမဲ့သူစင်ញင်အားဆင်တာမဟုတ်ဘူးတစ်ခုနဲ့တစ်ခုဆက်သွယ်ထားနော်နမစင်နာဟာကိုစင်ញင်တယ်လို့အမတ်တမဲ့ဆင်လိုက်တာမျိုးမဟုတ်ဘူးဒိဋ္ဌိရှိရှိဆင်ထားတယ်လို့ဆိုလို့တယ်နော်လုပ်ငန်းသဘောအရစီစဉ်ထားတာလူတွေဟာစကားပြောတော့မယ်ဆိုရင်စဉ်းစားပြီးမှပြောတာတွေးပြီးမှပြောတာဒါကြောင့်မို့တမ္မာသင်္ကပ္ပဆိုတဲ့တွေးတောဆင်ញင်မှုရဲ့နောက်မှာတမ္မာဝါစာဆိုတာထားတယ်နောက်တစ်ခါတမ္မာဝါစာပြီးတော့ဘယ်သူလာတော့ဆိုတမ္မာကမ္မန္တဘာဖြစ်လို့တမ္မာဝါစာနဲ့တမ္မာကမ္မန္တရှေ့နောက်ထားရတယ်လဲဆိုရင်အလုံးလုံးပြီးဆိုရင်လူတွေကပြောတယ်ပြောပြီးမှလုပ်ကြဟောဘာလုပ်မယ်ပြောကြဟောလုပ်မယ်လို့ပြောပြီးတဲ့အခါမှာလုပ်တာဖြစ်တော့ကြောင့်တမ္မာဝါစာပြီးမှတမ္မာကမ္မန္တလို့လားအဲ့တော့အပြောနဲ့အလုပ်မှန်ကန်သွားပြီဆိုလို့ရှိရင်လူတွေရဲ့နေ့စဉ်စာဝတ်နေရေးဆိုတဲ့လီလန်းတွေဟာလည်းပဲမှန်ကန်သွားတာဖြစ်တော့ကြောင့်တမ္မာဝါစာတမ္မာကမ္မန္တတို့ရဲ့နောက်မှာတမ္မာအာဇီဝဘဝမှာဇတ္တိနေဖို့အတွက်ဟောဒီသုံးခုလားအဲ့တော့တမ္မာအာဇီဝဆိုတာလားတမ္မာဝါစာတမ္မာကမ္မန္တတမ္မာအာဇီဝဆိုတဲ့ဒီသုံးခုဟာကုချင်းတရားပဲနဲ့ပတ်သက်တယ်ကုချင်းတရားနဲ့သက်ဆိုင်ကောင်းပြီတမ္မာအာဇီဝလို့ဆိုတဲ့မှန်မှန်ကန်ကန်အသက်မွေးမှုဖြစ်ဖို့ရာအတွက်ဘာလုပ်ဖို့လိုအပ်လဲလို့ဆိုရင်မှန်မှန်ကန်ကန်ကြိုးစားမှုဆိုတာဝိရိယဆိုတာလိုအပ်တယ်ပြင်းနေတဲ့ပုဂ္ဂိုလ်မှာမဖြစ်ဘူးဒါကြောင့်မို့ကြိုးစားအထောက်မှုလိုအပ်သည့်အတွက်ကြောင့်တမ္မာဝါယာမကြိုးစားပြီဆိုလို့ရှိရင်တတိထားဖို့လိုအပ်လို့တမ္မာတတိတတိထားလာပြီဆိုတဲ့အချိန်မှာစိတ်ကလေးတည်ငြိမ်အောင်ပါလုပ်ဖို့လိုတယ်ဆိုတော့တမ္မာသမာဓိအဲ့ဒီတမ္မာသမာဓိရှိပြီဆိုမှတမ္မာဒိဋ္ဌိတဲ့အမှန်မြင်တယ်ဆိုတာလာပြန်တာဟောဒီရှိခုနဲ့လုံလောက်သွားဗုဒ္ဓဘာသာရဲ့ကျင့်စဉ်တစ်ခုဟာဒီရှိခုနဲ့လုံလောက်ဘယ်တရားပဲဟောမြတ်စွာဘုရားဟာမစ္စည်းမပฏิပဒါလို့ခေါ်တဲ့ဒီမဂ္ဂင်၈ပါးဒီစွမ်းရည်တတ္တိပြည့်ဝတဲ့လူတွေရဲ့စိတ်ထဲမှာဖြစ်တဲ့ဒီတဘာဝတရား၈ခုကိုပဲဟောတကယ်တဲ့နှစ်ပေါင်း2600ကတပည့်ဆက်ကြာဟောတဲ့ညတပည့်ဆက်ကြာတရားဟောတဲ့အခါမှာလည်းဒါပထမဆုံးထုတ်ဟောတယ်နော်မစ္စည်းမပฏิပဒါဒီမစ္စည်းမပฏิပဒါဆိုတဲ့မဂ္ဂင်၈ပါးစက္ခုကရဏီညာနာကရဏီအမြင်ကိုဖြစ်ပေါ်စေနိုင်အတိညာဏ်ကိုဖြစ်ပေါ်စေဒါဘယ်လောက်ကြည်နပ်စရာကောင်းလဲဆိုဒီမဂ္ဂင်၈ပါးကိုယ်တဏ္ဍမှာဖြစ်လာပြီဆိုလို့ရှိရင်စက္ခုကရဏီဓမ္မနဲ့ပတ်သက်တဲ့မျက်လုံးတွေအမြင်မျက်စိတွေရှိတာညာနာကရဏီအတိညာဏ်တွေတိုးတက်တာအဘိညာယသံမောရာယနိဗ္ဗာန်ထူးကဲတဲ့အတိညာဏ်ထူးကဲတဲ့အမြင်တွေထူးကဲတဲ့အတိညာဏ်နောက်ဆုံးမှာအငြိမ့်တတ်တယ်ခုနပြောတဲ့စိတ်ရဲ့ပူပန်မှုတွေကိုငြိမ့်ဖို့အတွက်ဒါတွေကဖြစ်လာနိဗ္ဗာန်ယငြိမ့်လာဖို့အတွက်ဒါတွေဖြစ်လာဆိုတော့ဘုန်းကြီးတို့တွေက
မြတ်စွာဘုရားသခင်ကိုရောမြတ်ကဒီမှန်ကန်တဲ့ကျင့်စဉ်တစ်ခုကြာကြာနာနာလမ်းစဉ်ချပြပြီးတော့ပေးထားတဲ့အထက်တပိတာဝကတွေတဲကလည်းလိုက်နာကျင့်သုံးသည့်အတွက်ကြောင့်အောင်မြင်မြင်အထွတ်ထိပ်ရအောင်အကျိုးကျေးဇူးတွေခံစားသွားရအဲ့တော့ဘုန်းကြီးတို့တွေလည်းဒီလိုမနေပဲနဲ့မြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့တရားဓမ္မတွေမိမိတို့လက်လန်းမိသမျှနှလုံးသွင်းဆင်ခြင်ကျင့်ကြံကြိုးကုပ်အားထုတ်ကြမယ်ဆိုလို့ရှိရင်နောက်ဆုံးမှာအကျိုးကျေးဇူးတွေကိုရတယ်အခုပြောတဲ့အကျိုးကျေးဇူးတွေကိုခံစားရမှာဖြစ်တယ်ဒီလိုဆိုလို့တာအဲ့တော့ကောင်းပြီစိတ်ပူပန်မှုတွေမဖြစ်အောင်ကျင့်ဆောင်စိတ်ပူပန်မှုတွေပျောက်အောင်ပျောက်ကင်းအောင်ကျင့်ဆောင်မယ်ဆိုလို့ရှိရင်ဘာလုပ်ရမလဲခြေခံကသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝဆိုရကိုကျင့်သီလကိုကျင့်သီလဆိုတာလူမှာတစ်ဖက်သားနဲ့စကားပြောဖို့အတွက်လှုပ်ဆောင်ဖို့အတွက်အရေးကြီးတဲ့အချက်နှစ်ခုရှိတယ်။ဘာလို့ဆိုနှုတ်ရကိုယ်ရ။တဦးနဲ့တဦးပြောပြီဆိုရင်ပြောတယ်လုပ်တယ်ဒီနှစ်ခုဟာဆက်သွယ်မှုနဲ့ပတ်သက်လာစိတ်ထဲဖြစ်တာကိုဒီနေရာမှာမပြောဘူး။အဲ့တော့နှုတ်နဲ့ထုတ်ပြောပြီဆိုတဲ့အခါမှာနှုတ်ကိုစီကံထားဖို့လိုအပ်တယ်။တမ္မာဝါစာဆိုတာနှုတ်ကိုစီကံထားတာလူတွေကပြောကြတယ်ကစားဆိုတာတဲ့ထမင်းစားဖို့နဲ့စကားပြောဖို့ထားတာမဟုတ်ဘူးလားဆိုဟုတ်တာပေါ့နော်ကစားကဘာလောက်ထားတယ်ဆိုထမင်းစားဖို့ရဲ့စကားပြောဖို့ဒီတစ်ခုဟုတ်ပြီထမင်းစားဖို့ဆိုတဲ့အခါမှာစားကြရာတွေရှောက်စားရင်ရောစမ်းမကြီးမထိခိုက်ဘူးလားထိခိုက်တယ်ကစားကလည်းပဲပြောကြရာတွေရှောက်ပြောမယ်ဆိုလို့ရှိရင်မထိခိုက်ပြီဘူးလားထိခိုက်တာဒါကြောင့်မို့စားခြင်းဟာတွေစားလို့လည်းမဖြစ်ဘူးပြောခြင်းဟာတွေပြောလို့လည်းမဖြစ်ဘူးစိကံထားဒီလိုဆိုလို့အဲ့ဒီနှုတ်ကိုစိကံထားတာကိုပဲတမ္မာဝါစာလို့ခေါ်တာဘယ်လိုစိကံချက်တွေထားတော့ဆိုလိမ့်မပြောဘူးမှန်ကနာကိုပဲပြောတယ်နော်လိမ့်မပြောဘူးမှန်တာကိုပဲပြောတယ်ခုံးမတိုက်ဘူးတူးနဲ့တူညင်ညွတ်အောင်ပဲပြောတယ်ဆဲရဲတိုင်းထွာကျမ်းသာသောစကားကိုမပြောဘူးယဉ်ကျေးတိမ်မွေးစွာပြောတယ်တရားလက်လွတ်စကားတွေကိုမပြောဘူးအကျိုးရှိတဲ့စကားကိုသာပြောမယ်ဟောဒါနှုတ်ရဲ့စိကံချက်တွေအဲ့ဒါဆိုရင်တမ္မာဝါစာအခြေခံကောင်းပါသမ္မာကမ္မတဆိုတာလည်းပဲကိုယ်ဒီလက်ရောက်လုပ်တဲ့အခါမှာနော်သူများအသက်ကိုယ့်ရဲ့လုပ်ရကြောင့်တစ်ဖက်သားအသက်ဆုံးရှုံးသွားတာမျိုးမဖြစ်စေရတစ်ဖက်သားပစ္စည်းဥစ္စာတွေဆုံးရှုံးသွားတာမျိုးမဖြစ်စေတစ်ဖက်သားစိတ်ထိခိုက်သွားအောင်မလုပ်အောင်ဟောသုံးခုပဲပါဏာတိပါဒအရိဏဒါနကာမေတုမိစ္ဆာစာဟောတရားရှောင်လိုက်လို့ရှိရင်တမ္မာကမ္မန္တဖြစ်အဲ့ဒီပြောခဲ့တဲ့ဒီဝစီဒုစရိုက်၄မျိုးကာယဒုစရိုက်၃မျိုးပေါင်းလိုက်တော့9ခုအဲ့ဒီ9ခုနဲ့အသက်မွေးဝမ်းကြောင်းမလုပ်ဘူးဆိုလို့ရှိရင်တမ္မာအာစီဝဒါလည်းဆိုလို့နော်အဲ့ဒါဟာမဂ္ဂင်၈ပါးဖြစ်တဲမှာအခြေခံ၃ခုရပါဒါစတင်လုပ်တဲ့အခါနံပါတ်1သီလဝိတုဒ္ဓိနှုတ်ကိုစီကံထားတယ်ကိုယ်ကိုစီကံထားတယ်နှုတ်စီကံကိုယ်စီကံတိုင်းနေ့စဉ်အသက်မွေးမှုအတွက်ဆောင်ရွက်တယ်ဟောဒါဆိုလို့ရှိရင်သီလဝိတုဒ္ဓိတမ္မာအားဖြင့်လုံခြုံသွားပြီယဟန်တန်ဃာတွေကြတော့ဘုန်းကြီးတွေယဟန်တွေကြတော့ကြီးတဲ့ပို့တယ်ကြီးတဲ့ပို့သွားလူ့ကြောင့်နေအနေနဲ့ကဒီလောက်ဆိုလုံလောက်သွားနော်လုံလောက်သွားဒါကိုချင်းသီလပုံမှာခြေခံလိုက်ဘယ်ရာပဲလှုပ်ကိုယ့်ရဲ့အခြေခံဆိုတာရှိရတစ်ခုခုပေါ်မှာယက်တိပြီးတော့မှလုပ်လို့ရသီလအားလုံးအတွက်အခြေခံတစ်ခုပဲပေါ့မဂ္ဂင်၈ပါးကိုကျင့်မယ်ဆိုလို့ရှိရင်သီလအခြေခံအခြေခံဖြစ်တဲ့သီလကိုအရင်စောင့်ကြည့်ကြအဲကြောင့်မို့စိတ်ရဲ့ပူပန်မှုတွေကိုတကယ်ပြောက်အောင်လုပ်တော့မယ်ဆိုလို့ရှိရင်ကိုချင်းသီလကစ
ဒါတကယ်ပြောင်းလို့တက္ကနာအတွင်းတတ်တာအောင်လုပ်တဲ့နည်းတွေခုခေတ်ပြောတာလို့ဆေးမီးတို့ပေါ့နော်ဆေးမီးတို့နဲ့ကုချင်တယ်ဆိုလို့ရှိရင်မြတ်စွာဘုရားဟောတဲ့တရားကိုနှလုံးသွင်းရုံတာမန်နှလုံးသွင်းဆင်ခြင်ရုံနဲ့တော့တည်ငါအေးချမ်းသွားနိုင်မြတ်စွာဘုရားတရားတော်ဟာစနစ်တကျအခုတွေးအခုပြောက်ဆိုပါတော့တောကဖြစ်နေတယ်တစုံတစ်ခုဆုံးရှုံးသွားလို့တောကဖြစ်တယ်ဆွေတဲ့မျိုးတွေကနော်မိမိတို့ခင်မင်ရတဲ့ပုဂ္ဂိုလ်တူဒုက္ခရောက်လို့ဆုံးမသွားလို့တောကရောက်ရတယ်ဆိုတဲ့အခါမမကန်ကန်တွေးလိုက်လေဆုံးရှုံးရလေခြင်းလို့စဉ်းစားနေမယ်ဆိုရင်တောကပိုးလာအော်အရာခတ်သိမ်းဟာတက်ရှိတက်မဲ့ဘယ်အရာမှမမြဲဘူးအလုံးဟာဒီနေ့ကိုသိဆုံးကြရတာပဲဘဝဆိုတာကံပေးသမျှနေရတာသူကံနဲ့သူပဲလို့တွေးကြည့်လိုက်ပါအခုတွေးအခုတက်တာပါအဲ့ဒါလို့မတွေးလို့ရှိရင်မတက်တာဒါစိတ်ပူပန်မှုချွတ်ချတဲ့နေ့တစ်ခုကိုယ်မှာတန်ဖိုးရှိတဲ့ပစ္စည်းတစ်ခုပျောက်သွားတယ်ဖြစ်ရလေခြင်းလို့စိတ်ထဲမှာရှုကြုံမရဖြစ်နေလို့ရှင်တောကတွေစိတ်ပူပန်မှုတွေများလာအဲ့ဒါလို့မတွေးပဲနဲ့ဟိုဘဝဆိုတာဒီပစ္စည်းကိုငါပိုင်တယ်ဆိုတာတခဏပစ္စည်းသင်္ခါရလူသင်္ခါရငါကရင်လည်းပစ္စည်းဆွန့်လိုက်ရတာပဲပစ္စည်းကတော့လည်းငါ့ကိုဆွန့်သွားတာပဲဘယ်အရာမှမမြဲဘူးလို့မြတ်စွာဘုရားဟောထားတာပဲမမြဲတဲ့နောက်မှာတောကဖြစ်နေလို့အပူပဲလို့စဉ်းစားလိုက်တာနဲ့ဟောပူပန်မှုကပြောက်ဒါမြတ်စွာဘုရားကိုယ်တိုင်ကလည်းပဲဒီနည်းကိုဟောတာဘုရားသုံးတဲ့စကားလုံးနဲ့ပြောရမယ်ဆိုရင်ယံကိစီဘူတံသင်္ခတံဘာလောကဓမ္မတံဝတ္တမာပလုဇီတိနေတံဌာနဝိသတိမြတ်စွာဘုရားဟောအကြောင်းတရားတွေကစုပေါင်းပြီးတော့ဖန်တီးထားတဲ့အရာတစ်ခုမပြတ်ရအောင်မပြောက်ရအောင်ဘယ်သူတတ်နိုင်ပါလဲတဲ့ဘယ်သူမှမတတ်နိုင်မဖြစ်နိုင်ဘူးကံကုဋ္ဌထလဘ္ဗဒီအခြေအနေမျိုးကိုငါမှဘာလုပ်နိုင်ပါလဲမတတ်နိုင်ပါဗမာတွေလည်းပြောတယ်ရှိတယ်ဗမာလိုကံကုဋ္ဌထလဘ္ဗဆိုဘာတတ်နိုင်ပါလဲနော်မတတ်နိုင်မတတ်နိုင်တာကိုမတတ်နိုင်တဲ့သဘောကိုဆင်ញင်စဉ်းစားလိုက်ရင်တောကရော့သွားတာဒီလိုဆိုလိုတာပေါ့နော်ဒါကတည်ငါအားဖြင့်ပြည့်ငြိမ်းမှုအတွက်ဆိုင်ရာအကြောင်းလေးတစ်ခုနဲ့ဖြည့်ရှင်းတဲ့နည်းစနစ်ကိုပြောခုနထာဝရဖြည့်ရှင်းခြင်းပြီဆိုရင်တော့သီလကစပြီးတဲ့အခါမှာသီလဝိတ္တုဖြစ်ပြီးစိတ်ဒီကိုချင်းတရားကောင်းလာပြီဆိုဒီကိုချင်းတရားကောင်းတာဘာအတွက်လဲလို့ဆိုရင်သီလဝိတ္တုဒီစိတ်တဝိတ္တုဖြစ်ဖို့အတွက်ပဲသီလဝိတ္တုမှမရှိဘဲနဲ့စိတ်တဝိတ္တုဖြစ်ဖို့ဆိုတာအခြေအနေမပေးဘူးသီလရဲ့အခြေအနေကိုကြည့်လိုက်ကိုယ်တိုင်ကိုချင်းသီလနဲ့ပြေဝတဲ့ပုဂ္ဂိုလ်ကိုသီလကိုဆင်ញင်ကြည့်လိုက်တဲ့အခါဘာဖြစ်စိတ်ထဲမှာနှလုံးမသားမရမဖြစ်ဘူးကြည်နူးတယ်စိတ်ထဲမှာဝမ်းသာအဝိပတိတာရစိတ်ဆင်းရဲတာမဖြစ်ဘူးငါးပါးသီလလုံလို့ငါးပါးသီလလုံတယ်လို့တွေးလိုက်တာနဲ့စိတ်ဆင်းရဲမှုဆိုတာမဖြစ်ဘူးစိတ်နှလုံးဟာကြည်သာနေတယ်အဲ့ဒီစိတ်နှလုံးကြည်သာမှုသည်ပါမောက္ခဝမ်းမြောက်ဖို့ပဲဝမ်းမြောက်မှုဖြစ်စေပါမောက္ခဝမ်းမြောက်မှုကပီတိလို့ဆိုတဲ့နှစ်သက်ကျေနပ်မှုကိုဖြစ်စေပီတိဆိုတဲ့နှစ်သက်ကျေနပ်မှုကပတ္တတိလို့ခေါ်တဲ့ကိုယ်စိတ်ငြိမ်းချမ်းမှုကိုဖြစ်စေပတ္တတိဆိုတဲ့ကိုယ်စိတ်ငြိမ်းချမ်းမှုသည်ဒုက္ခလို့ခေါ်တဲ့ချမ်းသာကိုဖြစ်စေဒုက္ခလို့ဆိုတဲ့ကိုယ်ချမ်းသာမှုစိတ်ချမ်းသာမှုရလာလို့ရှိရင်စိတ်တည်ငြိမ်မှုလို့ဆိုတဲ့တမာရီကိုဖြစ်စေတယ်။ဩစိတ်တဝိတ္တုဆိုတာတမာရီကိုပြောတာ။စိတ်ကလေးငြိမ်လာတယ်ဆိုတဲ့ပုဂ္ဂိုလ်တရားမှာချမ်းသာမှာမချမ်းသာဘူးဆိုစိတ်မငြိမ်ဘူးလေ။မကောင်းမှုဒုစရိုက်တွေလှုပ်ထားတဲ့ပုဂ္ဂိုလ်တရားဟာပူပန်နေရတဲ့အတွက်ကြောင့်ခုနပြောတာတွေဆုံးရှုံးတယ်။ပြန်တွေးလိုက်တိုင်းစိတ်မချမ်းသာဖြစ်တယ်။စိတ်မချမ်းသာဖြစ်တဲ့အတွက်ကြောင့်ဝမ်းမြောက်မှုဆိုတာကင်းမဲ့တယ်။ဝမ်းမြောက်မှုမရှိလို့ပီတိဆိုတာမလာဘူးပီတိမလာလို့ပတ္တတိဆိုတဲ့ငြိမ်းချမ်းမှုတွေမဖြစ်ဘူး
ငြိမ်းချမ်းမှုမဖြစ်သည့်အတွက်ကြောင့်ဒုက္ခကိုချမ်းသာမှုစိတ်ချမ်းသာမှုမရှိဘူးစိတ်မှမချမ်းသာတဲ့ပုဂ္ဂိုလ်တရားဟာစိတ်တည်ငြိမ်မှုဆိုတဲ့တမာတိဘယ်မှာဖြစ်မလဲဒီအိဗယ်ပြောဒါကြောင့်မို့လို့သီလဒီထက်ဆက်သွယ်သွားပဋိစ္စသမုပ္ပါဒ်လို့ပဲသူကလည်းဆက်သွယ်မှုတွေရှိတယ်လို့ဒီလိုပြောတယ်နော်ဆက်သွယ်နေဒါကြောင့်မို့လို့မဂ္ဂင်၈ပါးထဲမှာတမ္မာဝါစာတမ္မာကမ္မန္တတမ္မာအာဇီဝဆိုတဲ့ကိုချင်းသီလဘယ်ကိုဥတည်သွားတာလဲဆိုတမာတိကိုဥတည်သွားတမာတိရသွားပြီဆိုလို့ရှိရင်စိတ်တဝိတ္တုဆိုတာဖြစ်လာတယ်ပေါ့စိတ်ကလေးစင်ကြယ်တယ်လို့ပြောတာဟာစိတ်တည်ငြိမ်မှုကိုပြောတာစိတ်တဝိတ္တုဆိုတာတမာတိကိုပြောတာတဲ့ကဲတမာတိကဘယ်နှမျိုးရှိတုံးလို့ဆိုရင်စာပေကျမ်းကအများစုမှာပြောလို့ရှိရင်တမာတိကို2မျိုးပဲပြောတယ်ဥပ္ပစာရတမာတိနဲ့အပ္ပနာတမာတိအပ္ပနာတမာတိဆိုတာအတူချုပ်ပြောရလို့ရှိရင်စံတရားရထားတဲ့အခါမှာအာယုန်နဲ့ကိုစိတ်ကိုညှိမြုပ်ထားနိုင်တဲ့တမာတိမျိုးဖြစ်လို့အပ္ပနာတမာတိသန္တာတမာတိလက်စိတ်ဖို့စိတ်ရလာလို့ရှိရင်လည်းပဲအာယုန်နိဗ္ဗာန်ဆိုတဲ့အာယုန်ထဲမှာစိတ်ဟာမြုပ်သွားလို့မြုပ်ထားလို့အပ္ပနာတမာတိလို့ခေါ်တယ်အဲ့ဒီသံတို့မဖို့တို့တဲ့အနိကမှာရှိတဲ့တမာတိမျိုးကြတော့ဥပ္ပစာရတမာတိလို့ခေါ်တယ်အဲ့ဒီတမာတိ2မျိုးလုံးကိုစိတ်တဝိတ္တုလို့ဒီလိုပြောတာဒါကဝိပဿနာရှင်းစဉ်နဲ့မဆိုင်မဲနဲ့အောင်မြင်တဲ့အဓိပ္ပာယ်နဲ့ပြောတဲ့စကားလုံးဥပ္ပစာရတမာတိအပ္ပနာတမာတိ2မျိုးသည်စိတ်တဝိတ္တုအဲ့ဒီထဲမှာနောက်ထပ်ဖြည့်မယ်ဆိုလို့ရှိရင်ဘာဖြစ်ရမလို့ဆိုခဏိကတမာတိလို့ခေါ်တယ်ခဏိကတမာတိဆိုတာဝိပဿနာနဲ့ပတ်သက်လာတဲ့ဖြစ်ပေါ်လာတဲ့တမာတိတရားကိုအနိစ္စလက္ခဏာကိုဖြစ်ခိုက်ကလေးကိုရှုပြီးတော့ရှုတဲ့အခိုက်ကလေးမှာတည်ငြိမ်သွားတဲ့တမာတိချုပ်ခိုက်ကလေးမှာရှုတဲ့အခိုက်လေးမှာတည်ငြိမ်သွားတဲ့တမာတိဖြစ်တိုင်းဖြစ်တိုင်းချုပ်တိုင်းချုပ်တိုင်းရှုနိုင်သွားပြီဆိုလို့ရှိရင်ဖြစ်ခိုက်ကလေးမှာဖြစ်လိုက်တယ်ချုပ်ခိုက်ကလေးမှာဖြစ်လိုက်တယ်ဖြစ်တိုင်းဖြစ်တိုင်းချုပ်တိုင်းချုပ်တိုင်းဒီတမာတိလေးကစင်စစ်မပြတ်ဖြစ်သွားပြီဆိုလို့ရှိရင်ဒါခဏိကတမာတိလို့ခေါ်တယ်ခဏကလေးတစ်ခါတည်းဖြစ်တဲ့တမာတိကိုခဏိကတမာတိခေါ်တာမဟုတ်ဘူးနော်အင်အားရှိလာတယ်ဆိုစင်စစ်မပြတ်မမြဲတဲ့သဘောတွေကိုဆင်ញင်စဉ်းစားတဲ့အခါမှာဖြစ်ခိုက်ကလေးကိုလည်းသိဖို့အတွက်စိတ်ကလေးဟာငြိမ်သွားတယ်ချုပ်ခိုက်ကလေးဆိုတဲ့အာယုံလေးပေါ်မှာလည်းစိတ်ကလေးကငြိမ်သွားတယ်ဖြစ်ခိုက်ချုပ်ခိုက်တိမ်တန်ကြရေထိအောင်ဒီတမာတိကစက်တိုက်ဖြစ်နေတယ်ဆိုရင်သူကလည်းအားကောင်းတဲ့တမာတိတစ်မျိုးဖြစ်လာတယ်လို့ဒီလိုပြောအဲ့ဒီခဏိကတမာတိဟာနာဟိခဏိကတမာတိဝိနာဝိပဿနာနာမသံဘဝတိတဲ့ခဏိကတမာတိမပါဘဲနဲ့ဝိပဿနာမဖြစ်ဘူးဆိုတော့ခဏိကတမာတိဆိုတာဝိပဿနာတမာတိကိုပြောတာလို့ပြောရင်လည်းရတယ်နော်အပ္ပနာတမာတိဥပ္ပစာရတမာတိတို့ဆိုတာကသမထတမာတိတွေကိုပြောတာသမထကျင့်စဉ်ကရတဲ့တမာတိတွေကိုပြောအပ္ပနာတမာဥပ္ပစာရတမာတိနဲ့အပ္ပနာတမာတိကသမထကျင့်စဉ်နဲ့သက်ဆိုင်ခဏိကတမာတိဆိုတာဝိပဿနာနဲ့သက်ဆိုင်တယ်ဝိပဿနာဉာဏ်နဲ့ရှင်တွဲလာတဲ့ဒီတမာတိဟာဒလဆက်ရှုမှတ်နိုင်လာပြီဆိုတဲ့အခါမှာသူကအင်အားတွေကောင်းလာစင်စစ်မပြတ်ဖြစ်နော်စင်စစ်မပြတ်ဖြစ်သို့တော့ဖြစ်ခိုက်ကလေးတွေမှာဖြစ်တာဖြစ်သောကြောင့်အားလုံးစုလိုက်တဲ့အခါစင်စစ်မပြတ်ဖြစ်နေတာဖြစ်သောကြောင့်အင်အားရှိတဲ့တမာတိတစ်မျိုးဖြစ်လာတယ်အဲ့ဒီခဏိကတမာတိမပါဘဲနဲ့ဝိပဿနာမဖြစ်ဘူးတဲ့ဝိပဿနာဖြစ်နေရင်လည်းပဲခဏိကတမာတိနဲ့သွားနေတာလို့ဒီလိုမှအဲ့တော့ခဏိကတမာတိရရင်လည်းစိတ်တဝိတ္တုဖြစ်တယ်လို့ဒီလိုဆိုလိုတာပေါ့အဲ့တော့သီလဝိတ္တုစိတ်တဝိတ္တုဒီတစ်ခုရလာပြီဆိုတဲ့အခါကျတော့မှကိုယ့်ကိုဆင်ញင်သုံးသပ်ရတာကိုယ်ခန္ဓာကိုယ်ကြီးကိုဆင်ញင်သုံးသပ်တယ်ဒီအဆင့်ကိုရောက်မှာနော်ကိုယ်ခန္ဓာကိုယ်ကြီးကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လူတိုင်းကိုယ့်ကိုကြည့်လိုက်ကြည့်တဲ့အခါရုပ်ခန္ဓာကိုယ်ကြီးရှိမဟာဘုတ်၄ပါးနဲ့ကြည်ဆောင်ထားတဲ့ရုပ်ခန္ဓာကိုယ်
မဟာဘုတ်၄ပါးနဲ့တိဆောက်ထားတဲ့ယုတ်ခန္ဓာကိုယ်ကြီးအေးမဟာဘုတ်၄ပါးဆိုတာတဘာဝကိုပြောမယ်ဆိုလို့ရှိရင်နော်ပထဝီဆိုတာမာသဘောပြောသဘောလို့တဘာဝနဲ့ပြောကြတယ်ဒီဆိုအာဘောဆိုတာယူစည်းတဲ့သဘောဖွဲ့စည်းတဲ့သဘောတဘာဝနဲ့ပြောရင်ဒီဇောဆိုတာပူတဲ့သဘောအေးတဲ့သဘောဝါယောဆိုတာလှုပ်ရှားတဲ့သဘောတွန်းကန်တဲ့သဘောလို့ဒါကသဘာဝနဲ့ပြောတာတခါတရံကြတော့အရှိနဲ့ပြောလို့လည်းရမြတ်စွာဘုရားထိုသုတ်တန်နေမှာဟောတဲ့အခါကျဒီခန္ဓာကိုယ်ကြီးဟာမဟာဘုတ်၄ပါးနဲ့တိဆောက်ထားတယ်လို့ဆိုတဲ့စကားအရအရှိနဲ့ပြောလို့ရှိရင်ကိုယ့်ကိုစဉ်းစားကြည့်ကိုယ်ခန္ဓာကိုယ်မှာဘာတွေရှိတော့ဆိုအယိုးတွေရှိတယ်နော်အယိုးတွေနဲ့တိဆောက်ထားတာမှန်တယ်ခန္ဓာကိုယ်ရဲ့ဒီစကယ်တန်ကြီးပေါ့ဖရိန်ကြီးကအယိုးတွေကြီးပဲကောပုတ်ခေါင်းကနေစပြီးတော့ခြေပြားထိချိအယိုးအားလုံးမြင်မှုလိုက်မယ်အယိုးစုကြီးတွေနော်ကိုယ့်ကိုယ်လည်းအဲ့ဒါကြည့်ပေးပေါ့အယိုးစုကြီးအဲ့ဒီလိုအတုံးအခဲတွေအဲ့ဒီအယိုးစုကြီးပေါ်မှာအသားတွေကြွက်သားတွေနော်ဒီနှလုံးတို့ကြောက်ကတ်တို့အသေးတို့ဥသိဥမတို့ဆိုတဲ့ဒီအတုံးအခဲတွေဒါတွေကတစုဒါတွေကိုပထဝီလို့ခေါ်တာပဲဓာတ်ကြီးလေးပါးနဲ့တိဆောက်တာနောက်ဒီထဲမှာအရည်တွေရှိတယ်ဟုတ်လားမျက်ရည်ရှိတယ်သွေးတွေရှိတယ်ဟောအရည်သဘောတွေဒါကိုအာဘောလို့ခေါ်တာပဲနောက်ပူတဲ့သဘောအေးတဲ့သဘောအပူတွေအေးတွေခန္ဓာကိုယ်မှာကိုယ်ငွေ့တွေရှိတယ်အစာတွေကျဉ်ညက်သွားလောက်အောင်ပူတဲ့အပူရှိတယ်ခန္ဓာကိုယ်ကြီးတစ်ဖြည်းဖြည်းရင့်လာအောင်အိုးလာအောင်ပူတဲ့အပူတွေရှိတယ်အဲ့ဒီအပူတွေမှန်သမျှကိုသေဇောလို့ခေါ်တယ်နေ့စဉ်နဲ့ညအသက်ရှူသွင်းထုတ်နေတဲ့လေတွေရှိတယ်တခြားလေတွေလည်းရှိတယ်အဲ့ဒီခန္ဓာကိုယ်ထဲမှာရှိတဲ့လေတွေအားလုံးဝါယောလို့ခေါ်တယ်ပေါင်းလိုက်တဲ့အခါကျမြတ်စွာဘုရားကသာတုမဟာဘူတိကောအယံကာယောတဲ့ဒီခန္ဓာကိုယ်ကြီးဟာဓာတ်ကြီးလေးပါးနဲ့တိဆောက်ထားတာလို့ဆိုတာဒါပြောတာကိုယ့်ကိုဆင်ញင်စဉ်းစားကြည့်လို့ရှိရင်အဲ့ဒီခန္ဓာကိုယ်ကြီးဟာဓာတ်ကြီးလေးပါးနဲ့တိဆောက်ထားတယ်ဒီဓာတ်ကြီးလေးပါးနဲ့တိဆောက်ထားတဲ့ခန္ဓာကိုယ်ကြီးကိုတာမန်ပုထုဇဉ်ပုဂ္ဂိုလ်တွေအနေနဲ့ကြည့်လိုက်မယ်ဆိုရင်တာမန်အနေနဲ့ကလည်းကြည့်ကြည့်မိခင်ရဲ့ဝမ်းထဲမှာကလလရေကြီးဆိုတာလေးကစအမှန်တမ်းသိငယ်တဲ့အဆက်အပြောက်ကလေးတဲမှာတရေကြည်ပြီးတော့စကလလရေကြီးကနေပြီးတော့နော်အမြုပ်ကနေပြီးတော့သားတစ်ကနေပြီးတော့အမအခုလုံးပြီးတော့မှခက်မှ၅ပြားဆိုတာတဖြည်းဖြည်းပုံတရံပေါ်လာဆိုလိုတာကခန္ဓာကိုယ်ကြီးဖြစ်ပေါ်နေတာကိုလည်းပဲလူတွေသိကြတယ်ဆရာဝန်တွေဆိုရင်တော့ပိုသိတာပေါ့နော်လက်တွေ့သင်ကြားနေရတဲ့အခါမှာပိုသိတာမန်ပုဂ္ဂိုလ်တွေလည်းပဲအမှတ်တမဲ့နေရင်သာမသိတာပါလူရဲ့ခန္ဓာကိုယ်ကြီးဟာရှုပ်ခန္ဓာကိုယ်ကြီးကကြည့်သေးသေးလေးကနေပြီးတော့တဖြည်းဖြည်းကြီးလာတဖြည်းဖြည်းကြီးလာစတင်ဖြစ်လာတာကိုအာစယလို့ခေါ်တယ်အာစယအပစယပါစယဆက်လက်ပြီးတော့ဖြစ်နေမွေးဖွားလာတဲ့နောက်ကြလဲကြည့်မွေးလာတော့ကသေးသေးလေးရဲ့ခမင်းမုံငါတေးစာတွေစားပြီးတော့ကြီးလာလိုက်တာဟောဒါယုတ်ခန္ဓာကိုယ်ကြီးရဲ့သဘောနောက်ဆုံးကြတော့ဘာဖြစ်လဲဆိုဒီယုတ်ခန္ဓာကိုယ်ကြီးသေလို့ရေပြုတ်ပလိုက်ရတယ်မိတချိုလိုက်ရတယ်ဟောဒါလည်းတွေ့ကြတယ်အဲ့တော့တမ္မာပုရုဇဉ်ပုဂ္ဂိုလ်တွေအနေနဲ့ဒီယုတ်ပိုင်းဆိုင်ရာကြီးရဲ့ဖြစ်လာတာကိုလည်းပဲမြင်လို့ရတယ်နောက်ဆုံးပြတ်သွားပြီးတော့မြေမြုပ်တင်းညိုလိုက်ရလို့ပျက်စီးသွားတဲ့အနေအထားမျိုးတွေလည်းမြင်နေရတော့ဒီယုတ်ခန္ဓာကိုယ်ကြီးကိုမမြဲဘူးလို့ပြောဖို့ရအမှန်တမ်းလွယ်ဒီယုတ်ခန္ဓာကိုယ်ကြီးပေါ်မှာတွေ့တာမှုတွေနော်ကိပြတ်ဖို့ဆိုတာဖြစ်နိုင်အမှန်တမ်းဟိုမစင်းသားမဆင်ခြင်ရင်သာလူတွေကတကယ်စဉ်းစားဆင်ခြင်ကြည့်မယ်ဆိုတော့ဖြစ်လာတာလည်းသိရတယ်ပျက်စီးသွားတာလည်းမြင်နေရတယ်မျက်စိနဲ့တည်းပဲမြင်နိုင်တာဖြစ်သောကြောင့်ဒီယုတ်ခန္ဓာကိုယ်ကြီးရဲ့မမြဲမှုသဘောတွေဟာဓမ္မထင်ရှားတယ်ဒီလိုဆိုလိုတာနော်
ဒီအတုတဝါတုတ်တံမှာမြတ်စွာဘုရားဒီလိုဟောတယ်ဒီယုတ်ခန္ဓာကိုယ်ကြီးပေါ်မှာညှင်းငွေ့လာကြတဖြည်းဖြည်းနဲ့ကြီးလာပြီးတဖြည်းဖြည်းနဲ့အိုသွားတယ်နော်တဖြည်းဖြည်းနဲ့အိုသွားပြီးနောက်ဆုံးမှသေဆုံးသွားတယ်ပြစ်လိုက်ရတယ်ဟောဒါတွေကိုကြည့်ပြီးဒီယုတ်ခန္ဓာကိုယ်ကြီးပေါ်မှာညှင်းငွေ့ဖို့တွေ့တာမှုတွေကင်းပြတ်ဖို့ဖြစ်ဖို့လွယ်တယ်ဒါဖြင့်ဖြစ်ဖို့ခက်နေတာကဘာတော့လို့ဆိုလို့ရှိရင်အသိစိတ်ကလေးပေါ်မှာကြတော့လူတွေကဖြစ်တာပြက်တာကိုမမြင်နိုင်ကြဘူးမမြင်နိုင်သည့်အတွက်ကြောင့်အသိစိတ်ကလေးနဲ့ပတ်သက်လာတဲ့အခါကျတော့တွေ့တာမှုတွေအလွန်ကြီးတယ်မငြင်းငွေ့နိုင်ကြဘူးဟုတ်တယ်လူတွေကရုပ်ပေါ်တာငြင်းငွေ့တာစိတ်ပေါ်ကြတော့မငြင်းငွေ့မငြင်းငွေ့လို့ရေပေါ်ရအပြင်ပြောမယ်ဆိုလို့ရှိရင်လူတွေမှာသိသွားလို့ရှိရင်ဒီဝိညာဉ်ကောင်လေးအသိစိတ်လေးလိုဟာမျိုးဝိညာဉ်ကောင်လေးဟာဒီခန္ဓာကိုယ်တွေကထွက်သွားပြီးတော့နောက်ဘဝဝင်စားတယ်လို့တောင်ယူဆကြတယ်လေသာဝရမြဲတဲ့အရာလို့ဒီလိုထင်ကြတာဒါအများထင်တာကိုမြတ်စွာဘုရားပြောအဲ့ဒီစိတ်လေးပေါ်မှာညှင်းငွေ့တာကိုမညှင်းငွေ့နိုင်ကြဘူးတဲ့တတ္တဝါတွေဟာတွေ့တာမှုတွေအားကြီးကြတယ်လူတွေကကိုယ်စိတ်ကိုပြောကြငါစိတ်ဟောဒီလိုတွေ့တာမှုတွေအားကြီးပြီးတော့စိတ်လေးကအိုသွားတာလည်းမရှိဘူးနော်စိတ်လေးမှာရုပ်တရမရှိသည့်အတွက်ကြောင့်ခေါင်းဖြူတာလည်းမတွေ့ရဘူးသွားကျိုးတာလည်းမရှိဘူးဒါကြောင့်လို့စိတ်ကလေးပေါ်မှာမငြင်းငွေ့ကြဘူးသို့တော့ဒီနှစ်ခုကိုရှင်ကြည့်လိုက်ရုပ်ခန္ဓာကိုယ်နဲ့စိတ်နဲ့ဒီနှစ်ခုကိုရှင်ကြည့်လိုက်မယ်ဆိုရင်ဘယ်သူကကြာကြာရှိတုံးဆိုရုပ်ခန္ဓာကြီးကကြာကြာရှိတယ်ကြည့်လေလူတွေဟာမွေးဖွားလာပြီးတဲ့အခါမှာတချို့ကအသက်80 90 100ထိအောင်နေလို့ရသူ့ကိုနှစ်ပေါင်းများကြီးတွေ့နေရရုပ်ခန္ဓာကိုယ်ကြီးကရှိနေရုပ်ခန္ဓာကိုယ်ကြီးကရှိနေသည့်အတွက်ကြောင့်ဒီစိတ်ကလေးကြတော့အဲ့ဒါတော့ရှိတာမဟုတ်ဘူးစိတ်ဆိုတာအခုဖြစ်ရင်အခုပြတ်သွားတယ်အခုဖြစ်ပြီးတော့အခုပြတ်သွားအဲ့တော့မြတ်စွာဘုရားကပြောတယ်ရုပ်ခန္ဓာကိုယ်ကြီးပေါ်မှာတွေ့တာရင်တွေ့တာမယ်ဆိုရင်တော်သေးတယ်တဲ့ဘာဖြစ်လို့လဲဆိုတော့ရုပ်ခန္ဓာကိုယ်ကြီးက10နှစ်အနှစ်20အနှစ်30အနှစ်40အနှစ်50 60 100တွေ့နေရတယ်စိတ်ကလေးကြတော့အဲ့ဒါလောက်တောင်တွေ့တာမဟုတ်ဘူးတဲ့အခုဖြစ်ပြီးအခုပြတ်သွားနေ့အခါမှာဖြစ်တဲ့စိတ်ကညပါမလာဘူးညဖြစ်တဲ့စိတ်ကနေပါမလာဘူးဟောဘာနဲ့ဥပမာတူတော့ဆိုရင်စိတ်ဟာမြောက်နဲ့အလားတရံတူတယ်မြောက်ဆိုတဲ့ကောင်ကတစ်ပင်ပေါ်မှာရောက်လို့ရှိရင်အငြိမ်မနေဘူးဒီတစ်ကိုင်းလှမ်းကိုင်းလိုက်ဟိုတစ်ကိုင်းဆွဲလိုက်ဒီတစ်ကိုင်းလွတ်လိုက်နဲ့တစ်ကိုင်းတစ်ခုလွတ်လိုက်နောက်တစ်ကိုင်းတစ်ခုဆွဲကိုင်းလိုက်နဲ့ဒီလိုတနေ့ကုန်ရောက်ရခတ်နေတဲ့သရဝါတကောင်အဲ့ဒါမျိုးလိုပဲစိတ်ဟာလည်းပဲဒီတိုင်းပဲတဲ့ဒီအာယုံတစ်ခုကိုလှမ်းကိုင်းလိုက်နောက်အာယုံတစ်ခုကိုပြောင်းလိုက်ဒီအာယုံတစ်ခုကိုလွတ်လိုက်နောက်အာယုံတစ်ခုကိုပြောင်းလိုက်တဲ့မြင်တဲ့အာယုံနောက်လိုက်လိုက်ကြားတဲ့အာယုံနောက်လိုက်လိုက်အနံ့ရတဲ့အာယုံနောက်လိုက်လိုက်အရသာအာယုံနောက်လိုက်လိုက်တဲ့စိတ်တွေအမျိုးမျိုးပြောင်းလဲပြီးတော့အခုတစ်မျိုးအခုတစ်မျိုးဖြစ်နေတဲ့စိတ်တွေတဲ့အဲ့ဒီသဘောကိုကြည့်မယ်ဆိုလို့ရှိရင်စိတ်ဟာဘယ်လိုမှဒီကြာရှည်တဲ့အရာမဟုတ်သည့်အတွက်ကြောင့်စိတ်ကိုငါရဲ့အတ္တသာဝရလို့မဆွဲလန်းနိုင်ဘူးတဲ့ဒီအချက်ကိုကြည့်မယ်ဆိုလို့ရှိရင်လုံးဝကိုဆွဲလန်းနိုင်တဲ့အရာမဟုတ်ဘူးလို့ဒီလိုဆင်ញင်သုံးသပ်မှုကိုပြောတာအဲ့ဒါလို့ရှင်းရှင်းလင်းလင်းကြီးမြင်လာအောင်မြတ်စွာဘုရားကဘာကိုနှလုံးသွင်းရမလဲစိတ်နဲ့ယုံနဲ့ကွဲကွဲပြားပြားသိလာပြီးတဲ့နောက်မှာအကြောင်းတရားတွေကိုဆင်ញင်သုံးသပ်ပေးဖို့ပဋိစ္စသမုပ္ပါဒ်ကိုမြတ်စွာဘုရားဆင်ញင်သုံးသပ်ပါတဲ့ဒါကဝိပဿနာကျင့်စဉ်တစ်ခုကိုကျင့်တဲ့အခါမှာသီလဝိသုဒ္ဓိစိတ်တဝိသုဒ္ဓိပြီးတဲ့အခါမှာယုံနဲ့နံကွဲတာကနာမရူပပြိစေတာဒိဋ္ဌိဝိသုဒ္ဓိလို့ခေါ်တယ်ဒိဋ္ဌိဝိသုဒ္ဓိပြီးတဲ့အခါအကြောင်းတရားအကျိုးတရားကိုဆင်ញင်နိုင်တဲ့အကြောင်းတရားတွေကိုသိနိုင်တဲ့ပစ္စယပရိက္ခ
Eri Nyayalama, Kenka Wigarada, Witoti Illusore, Tandeari, Kinshin Twazinine, Sinjamu Yalana, Erago Yavoya, Prisa Tamobago, Singing Senzava, Ke, Prisa Tamobago, Singing Senzares, Prisa Tamobasura, Kede, the Vido, Singing Senzavo, Madama Kede, Rushi, Prisa Tamobago, Aloerago, the Wapon and Nilene, Yasavia, Hotarashi. A Johnly Jongo, a Yemaya. No, Ima the main 30 Iran Hoti, Namadeka. Tia Johndia Shilu, Tia Jodia Shi, Dashilu, Dashi, Tamam Jamasin, Dashi, Dashi. Kesinaji, Tipping Shi, no Shin, Tipping Yesa Shi. Tipping will copulate, Tipping Yeka Shiva, Mashu. Tipping Shini, Tipping Yeshi. Aguchi, there's a me shini the Yagalabalo, a leon she. There's a me Mashiro who's a leon and Mashiro. Tashilu Tashi Desra, a Jamo Mayati Neabo, Senajibo. For you do, Diana Vieda de Akulu, Yen tiny nine Babylon, Aga Chanshi. Chanshi was saying, how in my tiny Lumamia. Dashilu Dashi de Sudet the Boha, Tabrisa the Obago, Tojo Yore. A Johndia Shini in the John, Julia Shi. Imata Obada, Eden, obesity. Tia Johndia chip on a genial, the Julia chip on it. So there's a me Shini genial, a leon have chip on it. There's a me Pilla genial, a leon have chip on it. Ima the may other di Idan Hodi. Tamashido yen, who are Lemashiro. There's a me Mashido yen, a lens or Amshiro. Me Mashido yen, a lens or Amshiro, Dilosolo. Ima the Niroda, Idan Niro City. Ta choke dollars in who are lecho. There's a me Piat of dollars way, a lay on my Piat of Vare. See the bow of your, no? A town a Josura. Takuna Taku, Sasapido, B20 at the wall, Jopia. Prisa the Opasura, Genuak, Nave, he down lay good at your, no? Erago, Senior Sendajivo, Prisa the Moban, Senior Sendajivo, Yasavia, to the horror. Prisa the Moba, Gizo, Alo, Tidida. Always a busy and think Haravis and Winyana, a chipeka. A Chobeka Jideka Jaro. Always a Chonging Dalusin, Tenkara Chonging Dane, Chobeka ni Pure. Tashilu, Tapsilu, who are Chia Sura, a Chipeka. Tamashido in who are Mashido Wusa, Chobek. No? Caprisa the Mopaco, a Yazagane, Nale, Shumin Tonatapo, Pure solution. Away Sura. Hallelujah. Salu Bilu Bioni, Candy Sun. Macao, Bilu Biomless. Lutena, Malutena, Madida, Aweza. No? Pawama. Go, Mia, Lutena, Lutena, Malutena, Maluten Bulu, Dilutira, Luma, no? Lutena, Malutena, Madibu. Badidi Dwajao, Malodena, Lodena, Chene, Lodena Jaro, Malode Mulu, Chene, Chene Dwajao, Lodena, Malopeni, Malodena Jaro, Lobi, Shapshetipo. Era Habarose, Aweza. Salu Biomes, Amandia Legu, Matida, Aweza. Yoka Madibu, Yoka Chejonia, Madibu, Yoka Chonyemu, Madibu. Doka Chonya, Nilang, Malibu, Tambadi Jenigu. Taga, Sipinya, shoot on any Piobaswing. Ludia Yoga Pin, Yoga or Madibu. Yoga or Madira, and Yoga Madira, to do it. The Yoga Vajon Pitelu, Madira, Toka the Muria, Madira, to do it. The Yoga Piamu, Madira, Toka Nidora, Madira, to do it. Piaume Sewa Nilang or Madira, Doka Nidora, Gamini Madira, to do it. Tilusolura, no. Eventama, Yasabia, Horetia, Dudari,
အမှန်တမ်းရိုးရှင်းတယ်သို့တော့မြင်ဖို့ခက်တယ်ဘာဖြစ်လို့မမြင်လဲလို့ဆိုရင်ညာတော့အဖြစ်တတ္တဝါတွေဟာတတိတံစင်ညကင်းမဲ့နေလို့မမြင်တာအမှတ်တမဲ့နေတတ်တဲ့ဝါသနာကြီးကရှိငါဟာဆိုတဲ့အတွေးတွေလွှမ်းမိုးပြီးတော့အမှတ်တမဲ့နေအမှတ်တမဲ့နေသည့်အတွက်ကြောင့်ရိုးရှင်းနေတော့လဲခက်ခဲနေတတ်တယ်ပေါ့အေးကောင်းပြီတို့တွေဟာလွန်ခဲ့တဲ့ဘဝတုန်းကလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာမသိခဲ့ကြဘူးမသိသည့်အတွက်မသိတော့ဘာဖြစ်လဲလှုပ်ပြီးလှုပ်ရလှုပ်တယ်ကောင်းတာလဲလှုပ်တာပဲမကောင်းတာလဲလှုပ်တယ်အဲ့တော့မသိတာကအဝိဇ္ဇာလှုပ်ပြီးလှုပ်ရလှုပ်တာသင်္ခါရဒီလိုဆိုတာနော်ဟုတ်ပြီလှုပ်လိုက်ရင်ရစဆိုတာလာတာပဲလေအကျိုးတစ်ခုကတော့ဖြစ်လာလှုပ်ပြီးလှုပ်ရလှုပ်လိုက်တယ်လှုပ်လိုက်တော့အကျိုးတစ်ခုပေါ်ထွက်လာတယ်သင်္ခါရပစ္စယဝိညာဏဘဝတစ်ခုစပြုတ်လာအတိစိတ်တွေတရေစိတ်တွေကစတရေစိတ်လေးစလိုက်တာနဲ့သူနဲ့တွဲဖက်လာတဲ့ယုတ်တိနာတွေပါလာတယ်ဝိညာဏပစ္စယနာမရူပံယုတ်တိနာတွေယုတ်တိနာတွေကကြီးထွားလာတဲ့အခါကျတော့ယုတ်နံတွေပါလာပြီဆိုတော့ယုတ်နံတွေကြီးထွားလာတဲ့အခါဘာတွေဖြစ်တုံးဆိုဆက်သွယ်ရေးအင်္ဂါရက်တွေပါလာနာမရူပပစ္စယတလာရဲ့ဆက်သွယ်ရေးအင်္ဂါရက်ဘယ်နှခုရှိတုံးဆို6ခုရှိစာလုံးမမှတ်တတ်ရင်ကိုယ်မြန်မာလိုပဲမှတ်မျက်လုံးရယ်နှာခေါင်းနားရယ်နှာခေါင်းရယ်လျှာရယ်နော်ကိုယ်ရယ်စိတ်မျက်စိနားနာလျှာကိုယ်စိတ်အဲ့ဒါကိုတလာယတနာလို့ခေါ်တယ်ယုံနာနေထဲမှာဘာပါလာတော့မျက်စိပါလာတယ်နားပါလာတယ်နှာခေါင်းပါလာတယ်လျှာပါလာတယ်ကိုယ်ပါလာတယ်စိတ်ပါဟောကဲမျက်စိပါလာတော့ဘာဖြစ်လဲမျက်စိပါလာတော့မြင်စရာအာယုန်နဲ့ဆက်သွယ်လာတယ်နားပါလာတော့အတန်နဲ့ဆက်သွယ်လာနှာခေါင်းပါတော့အနတ်နဲ့ဆက်သွယ်လျှာပါတော့အရသာနဲ့ဆက်သွယ်ခန္ဓာကိုယ်ပါလာတဲ့အခါကျတော့အထီးအတွေ့အာယုန်နဲ့ဆက်သွယ်စိတ်ပါလာတော့အတွေ့အာယုန်နဲ့ဆက်သွယ်လာတယ်ပြင်မဲ့ကအာယုန်နဲ့ဆက်သွယ်လာတာပဲလေလူဆိုတာဒီတိုင်းပဲလေအဲ့ဒါကိုပြောတာဆက်သွယ်မှုရလာတာတလာယရဏပစ္စယဖတ်တော့အာယုန်နဲ့ထိတွေ့လာခဲ့တယ်မျက်စိနဲ့အဆင်းနားနဲ့အသံလျှာနဲ့အရသာနှာခေါင်းနဲ့အနတ်လျှာနဲ့အရသာခန္ဓာကိုယ်နဲ့အထိတွေ့အသိစိတ်နဲ့သိเสียအာယုန်ဒါတွေကဆက်သွယ်လာတဲ့အခါကျတော့ဘာဖြစ်လဲဆိုအာယုန်နဲ့ပတ်သက်တဲ့အတွေ့အကြုံတွေရခံစားမှုလို့ပြောရင်လည်းပြောအတွေ့အကြုံတွေရဝေဒနာဖတ်တာပစ္စယဝေဒနာဒါကိုယ်ကိုစဉ်းစားကြည့်ပေါ့ဟုတ်မဟုတ်မျက်စိကမြင်လိုက်တဲ့အခါပြင်မဲ့အာယုန်နဲ့ကိုယ်စိတ်နဲ့ဆက်သွယ်မိသွားတဲ့အခါမှာခံစားချက်လေးတွေပေါ်လာကောင်းတဲ့အာယုန်လေးတွေ့လိုက်လို့ရှိရင်စိတ်ကပျော်သွားတယ်မကောင်းတဲ့အာယုန်ပေါ်လာလို့ရှိရင်စိတ်ကမပျော်စိတ်ထဲမှာခံစားမှုလေးတွေမတူညီတဲ့ခံစားမှုရိုးနေတဲ့အာယုန်တွေ့ရင်လည်းဘာမှမဖြစ်ဘူးကြုံနေကြအာယုန်ကြအဲ့တော့ပျော်သွားတယ်ဆိုတာသောမနတဒုက္ခဝေဒနာမပျော်ဘူးဆိုတာမကြိုက်ဘူးဆိုတာဒုက္ခဝေဒနာပျော်တာလည်းမဟုတ်ကြိုက်တာလည်းမဟုတ်ဘူးဆိုလို့ရှိရင်မကြိုက်တာလည်းမဟုတ်ဘူးဆိုရင်ဥပေက္ခဖတ်တာပစ္စယဝေဒနာဆိုတာဖြစ်လာဒါလူသဘာဝတရားဝါတွေမှန်ညဒီတိုင်းကြီးပဲအကုန်လူတွေတည်းမကဘူးတရားဝါတွေလည်းဒီတိုင်းဒါကိုပြောတာပရိစ္ဆသမုပ္ပါကတရေစိတ်လေးပေါ်လာတဲ့အခါယုတ်တိဏ္ဍတွေရလာတယ်ယုတ်တိဏ္ဍတွေရလာတဲ့အခါမှာဒီအာယုန်နဲ့ဆက်သွယ်တဲ့အင်္ဂါရက်တွေပါလာတယ်အင်္ဂါရက်6မျိုးပါလာတဲ့အခါဆက်သွယ်မှုတွေလှုပ်လာတဲ့အခါမှာအာယုန်ရဲ့ဒီအထီးအတွေ့အကြုံတွေရလာတယ်ကဲရလာတော့ဒီနေရာတွေရသလားလို့ဆိုတော့မရဘူးရလာတဲ့အခါမှာလူကဘာဖြစ်တယ်ဆိုကြိုက်တာလေးတွေးလို့ရှိရင်ထပ်လို့ခြင်းလားရှားခြင်းလားတဲ့နောက်ထပ်အဲ့ဒါကိုတဏှာလို့ပြောတာဝေဒနာပစ္စယတဏှာစိုက်တဲ့အာယုန်လေးကြထပ်လိုခြင်းလားလိုခြင်းလာတဲ့အခါဒီနေရာတွေရလာလို့ဆိုမရဘူးဝေဒနာတဏှာပစ္စယဥပါဒနာစိတ်ထဲမှာစွဲနေခရရင်မနေနိုင်တဲ့အနေအထားမျိုးရောက်တယ်ဒီအပိုင်းတွေကြတော့ဒီတရားဝါတွေမှာဒီ
အတ္တပစ္စယဝေဒနာဆိုတဲ့အဆင့်ကလေးတွေမရနိုင်တော့ပဲနဲ့ဝေဒနာပစ္စယကနေတဏှာထိအောင်ကူးသွားတယ်တဏှာကနေဥပါဒံထိအောင်ကူးသွားတော့ဘာဖြစ်ပြန်တော့ဆိုဥပါဒနာပစ္စယဘဝတဲ့ဖြစ်မှုဆိုတဲ့ကံတရားတွေနဲ့ခန္ဓာတွေကံကြောင့်ပေးတဲ့ခန္ဓာတွေကိုရရှိလာကြတယ်ပေါ့ဆွလတ်မှုကိုအကြောင်းပြုပြီးတော့လူတွေဟာအကောင်းဆိုးတွေပြန်လှုပ်လာကြတယ်အဲ့ဒီလှုပ်လာတာကိုပဲကမ္မဘဝလို့ပြောတာလှုပ်လာလို့ခန္ဓာတွေရလာအဲ့ဒါကိုဥပပတ္တိဘဝလို့ပြောတာဒီနေရာဘဝတစ်ခုကိုတည်ဆောက်မှုဖြစ်သွားဘဝတစ်ခုတည်ဆောက်လာတဲ့အခါဘာဖြစ်တုံးဆိုဘဝပစ္စယဇာတိမွေးဖွားခြင်းဆိုတာထပ်လာပြန်မွေးဖွားခြင်းလာရင်ဘာဖြစ်တယ်ဇာတိပစ္စယစရာမရဏအိုခြင်းနဲ့သိခြင်းဆိုတာရှောင်လွဲလို့မရဘူးဒါပရိစ္ဆသမုပ္ပါပဲလေဒီလိုစဉ်းကျင်စဉ်းစားတတ်လို့ရှိရင်ဒါအကြောင်းနဲ့အကျိုးဒါရှိလို့ဟွာရှိအမှန်မသိလို့လုံးပြီးလို့ရလုံးတယ်ဟောအမှန်မသိခြင်းရှိနေသေးသမျှကာလပတ်လုံးလုံးပြီးလို့ရလုံးတာတွေလုံးနေအောင်မှာဆိုလိုတာကအဝိဇ္ဇာရှိနေသမျှသင်္ခါရရှိနေမှာပဲလို့ဒီလိုပြောတာစာလို့ပြောတာအဲ့လိုပြောတာအရာပြောမယ်ဆိုရင်အမှန်မသိလို့လုံးပြီးလို့ရလုံးတယ်မသိလို့လုံးပြီးလို့ရလုံးတယ်အဲ့တော့မသိတာရှိနေသမျှလုံးပြီးလို့ရလုံးတာတွေလုံးနေမှာပဲလုံးပြီးလို့ရလုံးနေသမျှကာလပတ်လုံးဘဝဆိုတာဖြစ်လာဘဝပရိသလာမှတော့နာနဲ့ယုတ်တွေရှိလာမှာနာယုတ်တွေရှိနေရင်တော့အော်ဂန်တွေပါလာမှာပဲအော်ဂန်တွေပါလာလို့ရှိရင်တော့ဆက်သွယ်မှုတွေဖြစ်လာမှာပဲဆက်သွယ်မှုတွေဖြစ်လာလို့ရှိရင်အာယုံရဲ့နဲ့ထိတွေ့ပြီးတော့ခံစားမှုတွေပေါ်လာမှာပေါ်လာရင်လူကျင်မှုတွေနောက်ကဆက်လာလူကျင်မှုတွေရှိလာရင်တွေ့တာမှုတွေနောက်ကလိုက်တွေ့တာမှုတွေရှိနေသမျှဘဝမှာကျိုးစားအထောက်မှုဆိုတဲ့ကမ္မဘဝတွေရလာတဲ့ခန္ဓာလို့ဆိုတဲ့ဥပပတ္တိဘဝတွေဖြစ်ဘဝကြီးတစ်ခုကဖြစ်နေဥမှာပဲဒီသဘောတွေကိုပြောတာနော်ဒါပရိစ္ဆသမုပ္ပါဒ်ကိုလက်လန်းမိသလောက်ဆင်ញင်စဉ်းစားကြည့်ဘဝဒီတိုင်းဖြစ်နေတာဆိုတာဆင်ញင်စဉ်းစားကြည့်ရအဲ့တော့ဆင်ញင်စဉ်းစားကြည့်တော့ဒီလိုစဉ်ဆက်မပြတ်ဖြစ်ပြီးနောက်ဆုံးမှာဇာတိပစ္စယသရမရဏအိုခြင်းသိခြင်းဆိုတဲ့ဒီဒုက္ခနဲ့ပဲဘဝတစ်ခုဟာအဆုံးသတ်တယ်လို့ဆိုတော့ဒါကြီးကိုရပ်ပစ်ခြင်းဘယ်လိုလုပ်ရဒါကြီးကိုရပ်ပစ်ခြင်းနောက်ကြောင်းပြန်ကျင်လိုက်မွေးဖွားတာရှိနေသမျှအိုရာသေးတာရှိပါမယ်အဲ့တော့အိုရာသေးတာမရှိအောင်မလုပ်ရဇာတိမရှိအောင်လုပ်ရမွေးဖွားတာမရှိအောင်ဒါဖြင့်မွေးဖွားတာမရှိအောင်မလုပ်ရကမ္မဘဝဆိုတာမဖြစ်အောင်လုပ်ရကံတရားတွေမဖြစ်အောင်ကမ္မဘဝမရှိရင်မရှိအောင်ဘာကိုဖယ်ရမလို့ဆိုဥပါဒံဖယ်ရဒါဖြင့်ဒီဥပါဒံကိုမဖြစ်အောင်ဘာကိုဖယ်ရမလို့ဆိုတဏှာကိုဖယ်ရဒီလိုဆိုလို့အစဉ်လိုက်ဆက်ပြီးတော့သွားတာနောက်ဆုံးမှာအဝိဇ္ဇာမရှိတော့ဘူးဆိုမှသင်္ခါရဆိုတဲ့တရားတွေလည်းမရှိတော့ဘူးဆိုတဲ့အဓိပ္ပာယ်ရအဲ့ဒါလို့အကြောင်းနဲ့အကျိုးဆက်သွယ်ပြီးတော့အခုလိုဝိဇ္ဇာကြီးဖြစ်နေတာတဏှာမှာပရိစ္ဆသမုပ္ပါဒ်ဒီလေပတ်နေတယ်ဆိုတဲ့အဓိပ္ပာယ်ပဋိစ္စသမုပ္ပါဒလို့ဆိုတဲ့အဓိပ္ပာယ်ကပဋိစ္စဆိုတာအကြောင်းတစ်ခုကိုအစွဲပြုပြီးတော့သမုပ္ပါဒအကျိုးတရားတွေကိုထုတ်လုပ်နေတဲ့အကြောင်းတရားသို့မဟုတ်ထုတ်လုပ်ခြင်းလို့ဒီလိုအဓိပ္ပာယ်ရပဋိစ္စသမုပ္ပါဒဆိုတာအကြောင်းတရားကိုပြောတာပဋိစ္စသမုပ္ပန္နဆိုတာအကျိုးတရားကိုပြောတာဒီစကားလုံးနှစ်ခုခွဲခြားပြီးတော့မှတ်ပဋိစ္စသမုပ္ပါဒကအကြောင်းတရားကိုပြောတယ်ပဋိစ္စသမုပ္ပန္နဆိုတာအကြောင်းတရားကြောင့်ဖြစ်ပေါ်လာတဲ့အကျိုးတရားကိုပြောတာအကြောင်းနဲ့အကျိုးသည်ဆက်ဆွယ်ပြီးတော့နေတယ်အကြောင်းဖြစ်လိုက်အကျိုးဖြစ်လိုက်ဒီလိုဆိုလို့တာဒါလည်းပဲအမတ္တမထင်ရှားတာပေါ့လူတွေပဲကြည့်ပါအောင်နော်အမေဖြစ်လိုက်သမီးဖြစ်လိုက်မရှိဘူးလားနော်သမီးဖြစ်လိုက်အမေဖြစ်လိုက်ပဲလေကို့အမေကိုကြည့်ရင်ကိုကသမီးပဲပေါ့နော်ကို့သမီးကြည့်တဲ့အခါကိုကအမေဖြစ်ပြန်ဒီလိုပဲပရိစ္ဆသမုပ္ပါဒ်မှာလည်းပဲအဲ့တိုင်းပဲအကြောင်းဖြစ်လိုက်အကျိုးဖြစ်လိုက်ပဲစဉ်ဆက်မပြတ်အခုလိုသွားနေတာအေးအဲ့ဒါကိုရှုမြင်သုံးသပ်နိုင်ပြီဆိုလို့ရှိရင်မြဲတဲ့အရာဆိုတာတခုမှမရှိဘူးလို့ရှင်းရှင်းလင်းလင်းကြီးမြင်လာပြီဆိုတဲ့အခါနောက်ဆုံးရှုတရားပေါ်မှာလည်းပဲတွေ့တာမှုတွေကင်းပြတ်လာမယ်ဝေဒနာဆိုတဲ့ပုံမှာလည်းတွေ့တာမှုတွေကင်းပြတ်လာမယ်
တင်ညာလို့ဆိုတဲ့ခန္ဓာပေါ်မှာလဲတွေ့တာမှုတွေကင်းပြတ်လာမယ်သင်္ခါရဆိုတဲ့ခန္ဓာပေါ်မှာလဲတွေ့တာမှုတွေကင်းပြတ်လာမယ်ဝိညာဏလို့ဆိုတဲ့ခန္ဓာပေါ်မှာလဲတွေ့တာမှုတွေကင်းပြတ်လာဘာဖြစ်လို့ကင်းပြတ်လာတော့ဆိုဒီတဘာဝတရားတွေဟာဖြစ်ပြီးတော့ပြတ်သွားတဲ့အရာတွေဖြစ်လို့ဖြစ်ချင်းပြတ်ချင်းဆိုတာတွေအများအားနှိမ့်ဆက်နေလို့ငါလုံနိုင်တာတခုမှမပါတာဖြစ်သောကြောင့်နေတံမမဒါကဟာလည်းမဟုတ်ဘူးနေသောဟမတမိငါလည်းမဟုတ်ဘူးနမေသောအတ္တငါရဲ့အတ္တလည်းမဟုတ်ဘူးလို့ဝိပဿနာဉာဏ်နဲ့မှန်မှန်ကန်ကန်ရှုမြင်နိုင်မှခုနကတွေ့တာမှုဆိုတာရှော့ချနိုင်မှာဖြစ်တယ်တွေ့တာမှုကိုရှော့ချနိုင်မှစိတ်နှလုံးပူပန်မှုဆိုတာကြောက်ခဲမှာဖြစ်တယ်ပေါ့တွေ့တာမှုရှိနေသေးသမျှကာလပတ်လုံးစိတ်ပူပန်မှုဆိုတာဘယ်တော့မှပြောက်မှာမဟုတ်ဘူးတဲ့အဲ့တော့စိတ်ပူပန်မှုကနေလွတ်မြောက်အောင်ကျင့်ဆောင်ဖို့ဆိုလို့ရှိရင်ဘာကိုလုံးဝမှာတော့လို့ဆိုရင်တွေ့တာမှုဖယ်ရမယ်တွေ့တာမှုကိုဖယ်ခြင်းရင်ဘာလို့อ่ะအမှန်တွေ့တာတဲ့အရာတွေကိုအမှန်သိအောင်ဆင်ញင်သုံးသပ်တတ်တယ်လို့ဆိုလိုတာပဲဆင်ញင်သုံးသပ်လို့အမှန်သိပြီဆိုလို့ရှိရင်တွေ့တာမှုတွေမရှိတော့တွေ့တာမှုမရှိဘူးဆိုလို့ရှိရင်တောကမလာတော့တောကမလာရင်စိတ်နှလုံးပူပန်မှုဆိုတာမလာတော့ဘူးလို့ဒီလိုကြောင်းကျိုးဆက်နေတဲ့သဘောတွေကြည့်ပြီးတော့ဘုရားမြတ်စွာကပံကန်တဲ့ကျင့်စဉ်တစ်ခုကိုဟောကြားညွှန်ပြတာဖြစ်ပါတယ်။တန်ရုပ်ပါဠိတော်မှာလာတဲ့အတုတဝါတုတ်ကြည့်မယ်ဆိုလို့ရှိရင်မြတ်စွာဘုရားဒီအတိုင်းညွှန်ကြားဆုံးမထားတာဖြစ်လို့ဘုန်းကြီးတို့တွေဒီလမ်းကလွဲပြီးတော့စိတ်ပူပန်မှုတွေကိုကြောက်ကင်းအောင်လုပ်နိုင်တဲ့နီလန်းဆိုတာတခြားမှမရှိဘူးဒီလန်းတလန်းပဲရှိတယ်။ဒါကြောင့်မို့စိတ်အေးချမ်းသာစွာနှလုံးစိတ်ဝမ်းအေးချမ်းစွာနေခြင်းမီဆိုလို့ရှိရင်တော့စိတ်ပူပန်မှုကိုဖြစ်စေတတ်တဲ့တဏှာကိုလျှော့ချရမှာဖြစ်ပါတယ်တဏှာကိုလျှော့ချဖို့အတွက်အမှန်အကန်သိဖို့တွေ့တာမှုမဖြစ်လာအောင်အမှန်ကန်သိဖို့ဝိပဿနာဉာဏ်ဖြစ်အောင်ကြိုးစားကြရမှာဖြစ်ပါတယ်ဒီနည်းတိုင်จิตကြံကြိုးကုပ်အားထုတ်ခြင်းဖြင့်သာလေစိတ်နှလုံးပူပန်မှုတွေကိုမဖြစ်အောင်ကျင့်ဆောင်နိုင်ကြမှာဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးတော့စိတ်နှလုံးပူပန်မှုကင်းအောင်ကျင့်ကြံကြိုးကုပ်အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း